ဒီပါလေစာပေဟောပြောပွဲကဘာထူးဆန်းမလဲဒီလိုပဲတရက်ကိုအနည်းဆုံးတနေရာတော့ပြောနေတာပဲဒါပေမဲ့တက္ကသိုလ်တွေမှာပြောခွင့်ရတိုင်းမှာကျေးလက်တော်ရွာတွေမှာပြောရတဲ့အရာသာနဲ့စိတ်ခံစားမှုနဲ့မတူပါဘူးပညာတတ်အတိုင်းအဝိုင်းတိုင်းပြည်ရဲ့အနာဂတ်ကိုဥဆောင်မဲ့အလောင်းလျာတွေတနည်းအားဖြင့်စိတ်ကလည်းအများအားနှစ်ဖက်တွေ့နေကြဆိုတော့ဒီထဲမှာတိုင်းပြည်ကိုဥဆောင်မဲ့သူတွေတေချာပေါက်ပါမှာဖြစ်တယ်လို့တိုင်းပြည်ကိုဖျက်မဲ့သူတွေလည်းဘာကောင်းပါနိုင်သေးတယ်ဒါကတော့အများအားတွေ့နေကြအတွေ့ပေါ့သောတော်ကဆရာကြီးဒေါက်တာသူရဦးပြောသလိုအတွေ့တွေကတော်တဲ့မှန်ကန်သွားရင်တော့တိုင်းပြည်အတွက်ကောင်းမှာပဲအတွေ့တွေကလွဲသွားရင်စန့်ကျင်ဘက်တချမ်းကိုလည်းရောက်သွားနိုင်တာပဲကောင်းအောင်လုပ်နိုင်တာလည်းဒီเจ้าသူเจ้าသားတွေပဲစိုးသွားနိုင်တာလည်းဒီเจ้าသူเจ้าသားတွေပဲဒါကိုလည်းတွေးမိတယ်အဲ့တော့ရက်ရွာတွေမှာပြောတဲ့အခါကျတော့ရက်ရွာတွေကအဲ့ဒါလောက်ထိမျှော်လင့်လို့မရဘူးစာမဖတ်တဲ့ရွာတွေကိုစာဖတ်အောင်စာကြည့်တိုင်းမရှိတဲ့ရွာကိုစာကြည့်တိုင်းရှိအောင်ရှိပြီးသားရွာကိုအသုံးချတတ်အောင်ကလေးတွေစာကြည့်တိုင်းသွားတာကိုမကျေနပ်တဲ့မိဘတွေကိုခြေပြူဖြစ်အောင်ရွာတွေမှာလုပ်ရတဲ့အလုပ်ကဒီထက်ပိုပြီးမမျှော်လင့်တာဘူးတက္ကသိုလ်တွေမှာပြောခွင့်ရတဲ့အခါကျတော့စောတော့ပြောတဲ့စဉ်းစားဆင်ခြင်မှုနဲ့အတူပျော်ရွှင်မှုကိုခံစားရတယ်ကိုယ်တိုင်လည်းတက္ကသိုလ်ကျောင်းသားဘဝကိုဖြတ်သန်းခဲ့ရတဲ့သူတယောက်ဖြစ်တဲ့အတွက်လောလောလတ်လတ်ခေါင်းထဲမှာဝင်နေတာကဘာလဲဆိုတော့ပြီးခဲ့တဲ့တစ်ပတ်လောက်က88ကျောင်းသားကောင်းဆောင်ဖြစ်တဲ့ကိုမင်းကိုနိုင်နဲ့တွေ့တယ်စကားကပေါ့ပါတွေ့တဲ့ဆုံတဲ့အခါမှာဒီလိုပဲပေါ့ပါပြောနေကြဆိုတော့ကိုမင်းကိုနိုင်မေးပါတယ်ကိုညီရေးတဲ့မင်္ဂလာပါဆိုတဲ့နှုတ်ခွန်းဆက်စကားကမြန်မာစကားဟုတ်ရလားတဲ့ကျွန်တော်ပြုံးမိတယ်ဘာလို့ပြုံးမိလဲဆိုတော့ဆရာကြီးဥဖေမောင်တင်ကိုသွားပြီးတော့တတိယတာဆိုတော့ဆရာကြီးနဲ့ကျွန်တော်နဲ့စုံဘူးလို့တော့မဟုတ်ဘူးလေကျွန်တော်တို့ကသားသမီးမြေးမြင့်အရွယ်ဆိုတော့ဖတ်ခဲ့ဘူးတဲ့စာကိုသွားတတိယကျွန်တော်တို့ရဲ့ဆရာကြီးဖြစ်တဲ့ဆရာကြီးဦးအောင်သင်း78နှစ်အရွယ်မှာကွယ်လွန်သွားတယ်ကျွန်တော်တို့ရဲ့ဆရာဦးသားချိုတို့ရဲ့ဆရာတောင်တွင်းကအောင်သင်းဆိုတာဟောပြောပွဲတိုင်းမှာကျွန်တော်ပြောလို့ရှိပါတယ်ကျွန်တော်ဘဝမှာအောင်သင်းမရှိရင်ညီမင်းညိုမရှိဘူးလို့ကျွန်တော်ခက်ပြပြောလို့ရှိပါတယ်ဒါပေမဲ့ဆရာချီဦးညိုကဆုံးမဘူးပါတယ်ကျေးဇူးရှင်တွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာတဲ့ဘယ်တော့အခါမှာတယောက်တည်းကိုမပြောမိစေနဲ့တဲ့ကိုယ့်ဘုံမှာအနည်းနဲ့တော်၎င်းအများနဲ့တော်၎င်းကျေးဇူးရှိခဲ့ဘူးတဲ့သူတွေနာကျင်သွားရင်မကောင်းဘူးတဲ့ဒီစကားလည်းမှတ်သားရပါတယ်ကျွန်တော်ကဆရာချီဦးညိုလေးလို့ခေါ်ပါတယ်ဟုတ်ကဲ့လေးလို့ဒါပေမဲ့ကျွန်တော်ဒီစကားကိုတော့ပြောပြတယ်ဟုတ်တယ်ကျွန်တော်ဘုံမှာကျေးဇူးတင်ရမယ်စာပေနဲ့ပတ်သက်လို့ကျေးဇူးရှင်တွေရှေ့မှာထိုင်နေတဲ့ဆရာမောင်သားချိုလည်းကျေးဇူးရှင်ဆရာသမားတွေမှာပါတာပဲဆရာတို့စာတွေကြောင့်ကျွန်တော်တို့ပြုပြင်ပြောင်းလဲနိုင်ခဲ့တာတွေအများကြီးရှိတယ်ဆိုတော့ဒါပေမဲ့ဆုံးကကျွန်တော်ဘဝရဲ့3 ပုံ 2 ပုံလောက်ကိုပြောင်းလဲပေးနိုင်တဲ့အင်အားပမာဏကြတော့ဆရာကြီးဦးအောင်သင်ဖြစ်နေပါတယ်ကျွန်တော်ကကျန်တဲ့ကျေးဇူးရှင်တွေကိုလည်းကျွန်တော်ကတကယ်ကျေးဇူးတည်ပါတယ်အဲ့တော့ခုနပြောသလိုတယောက်တည်းကိုမပြောပါနဲ့ဆိုတော့လည်းပဲများများစားစားကဆရာဦးအောင်သင်ရှိမှာစုပုံနေတယ်ဦးအောင်သင်သာမဖြစ်ခဲ့ဘူးဆိုရင်ဦးအောင်သင်သာဒီစာတွေမရေးခဲ့ဘူးဆိုရင်ဦးအောင်သင်ရဲ့တပည့်တယောက်မဖြစ်ခဲ့ဘူးဆိုရင်ဦးအောင်သင်ရဲ့စာတွေကိုမဖတ်ခဲ့ရဘူးဆိုရင်ကျွန်တော်သိကြတယ်ဒီဘဝမရောက်ဘူးကျွန်တော်အသက်အခု45နှစ်မွေးမြူရေးနဲ့ကုသရေးဆိုင်ရာဆရာဝန်ဘွဲ့တစ်ဘွဲ့ကျွန်တော်ရထားတယ်ဒီစပင်ကဖြန့်လိုက်လို့ရှိရင်ပခုံးပေါ်မှာဝဲနေလိမ့်မယ်လွတ်လွတ်လပ်လပ်နေရင်ကျွန်တော်ဂျင်းပေါင်းမီနဲ့တီရှပ်နဲ့နေတယ်တီရှပ်ကအယိုးကောင်းပုံတွေပါတယ်နဲ့ဇဝင်းထွတ်ပတ်လေးရှိတဲ့ဒီလက်ပတ်တောင်အခုလက်မှာမဖြော့ရသေးဘူးပတ်ထားသေးတယ်စိတ်ကတာကိုကြိုက်တော့ငကတ်တွေပါတွေတော့မကြိုက်ဘူးဒါပေမဲ့ဒီပွဲမှာကျတော့ကွန်လန်ကလုံးနဲ့ပါနဲ့တတ်တရတဲရမယ်ဆိုတော့တဲရတာပေါ့ကာလန်ခုနကကာလဒေတာရဝစားဆင်ရမယ်ဒါပေမဲ့ကိုယ့်ရဲ့လွတ်လပ်မှုအကြိုက်ကတော့လွန်ခဲ့တဲ့နှစ်အစိတ်လောက်ကငယ်ဆွဲတွေမပြောက်သေးဘူးကြီးပြင်းခဲ့ရတဲ့ခေတ်ကတိုင်းပြည်ဖြိုဖျက်ဖြစ်နေတဲ့အချိန်စိတ်အချင်ပေါက်နေတဲ့ကာလအခုလိုပဲသပင်ရှည်ကြီးနဲ့ပဲဒီသပင်ကလွန်ခဲ့တဲ့နှစ်20စိတ်တည်းကရှည်ခဲ့တဲ့သပင်ကျင်းမောင်းမီတကားကားနဲ့တီရှပ်တကားကားနဲ့မျက်လုံးချင်းစုံလို့ကြည့်မရဘူးဆိုရင်ရိုက်ပြီးသားဆိုတဲ့ခပ်ပေလူငယ်ထဲမှာပါခဲ့တဲ့သူ
သူဥရင်သူရိုက်တယ်ကိုဥရင်ကိုရိုက်တယ်ကိုဥရင်သူကွဲတယ်သူဥရင်ကိုကွဲတယ်စိတ်ကအချင်းပေါက်နေတဲ့ခေတ်အမေကိုလည်းမကျင်တတ်ဘူးတည်သွားတဲ့အဖေကိုလည်းမကျင်တတ်ဘူးကိုကိုအဖြေပြန်မပေးတဲ့ကောင်မလေးကိုလည်းမကျင်တတ်ဘူးကိုလည်းမကျင်တတ်ဘူးဘဝကဘာဖြစ်ချင်မှန်းမသိတဲ့ဘဝကိုကျွန်တော်တို့ဖြတ်သန်းခဲ့ရတယ်အဖေသူကသူတည်တာလေထိုင်းမကျင်တတ်ဘူးဘာလို့အဖေကတည်ရတာလဲမှန်သူကံတရားနဲ့သူတည်တဲ့အဖေတောင်ကျွန်တော်မကျင်တတ်ဘူးဟုတ်တယ်အဖေကဝန်ထမ်းဆိုတော့စီးပွားဥစ္စာလုံးလုံးလောက်မထားခဲ့နိုင်ဘူးအမေကမဟုတ်ဆိုးမှဖြစ်သွားတယ်အမေလေဘင်းကိုညှင်ထွက်လာမှာကရွှေတွေငွေတွေမဟုတ်ဘူးရှာဒီရှာကြီးနဲ့လည်းကိုကဘာမှလုပ်လို့မရဘူးအမေကိုလည်းမကျင်တတ်ဘူးနောက်ဆုံးလမ်းဘေးမှာဘေးတို့ရောင်းတဲ့ဘဝကျွန်တော်ဘေးတို့ရောင်းတာ3နှစ်ကြာပါတယ်လမ်းဘေးမှာဘေးတို့ရောင်းတဲ့ဘဝဂျင်မောင်းမီတင်900ဘူး3တယ်ထောင်ဘူး3တယ်စန္ဒပွဲဈေးတဲ့ဘဝနဲ့အဲ့ဒီချိန်မှာလူလူတော်မရဲ့စန္ဒပွဲဈေးပါညာကျွန်တော်ဖတ်နေပြီပြောချင်တာကလမ်းဘေးကိုရောက်သွားတယ်လမ်းဘေးမှာနေလမ်းဘေးမှာစားလမ်းဘေးမှာရှင်းသားလူပြိုပေါင်းအရွယ်ကောင်လေးတယောက်ဖြစ်တဲ့အတွက်စန့်ကျင်မဲ့လိန်ဖြစ်တဲ့အမျိုးသမီးတွေကိုကြည့်တဲ့ရှုတဲ့နေရာမှာတော့မရင်ကျေးတော့မရင်ကျေးတော့မိန်းကလေးတယောက်လှတယ်မလှဘူးဘယ်ကိုကြည့်မလဲဘာကိုကြည့်တဲ့တယ်လဲဘယ်လိုပြုတ်မှုဆက်ဆံတဲ့တယ်လဲဒါပေမဲ့အဲ့ဒီမိန်းကလေးတယောက်လှတယ်မလှဘူးမျက်နှာကိုမကြည့်ဘူးကျွန်တော်တို့ကမျက်နှာလွှဲရင်အကုန်ကြည့်တယ်ရှေ့ကကြည့်လို့အားမရရင်နောက်ကပြန်ကြည့်တယ်နောက်ကပြန်ကြည့်လို့အားမရရင်ရှေ့ကပြန်ကြည့်တယ်ကျဖာကြီးကကျမကိုရစ်တယ်လို့ကျဖာကြီးကကျမကိုရစ်တယ်လို့ဆိုတာတရိษံလို့ပေါ့အဲ့ဒါကိုဘေးမှာပါလာတဲ့မိဘမောင်ဘွားကမကျင်တတ်တဲ့ပုံစံမျိုးပြုတ်မှုရင်လက်သီးလက်မောင်းတန်းပြီးမင်းပါလဲငါပါလဲလို့လှုပ်ချင်သေးတယ်လူမိုက်စိတ်မင်းအမှလှလို့ကြည့်တာကွာဘာဖြစ်လဲဆိုတော့အပေါက်မျိုးမကြည့်စေခြင်းမင်းအမှမလှစေနဲ့ပေါ့ဆိုတဲ့မိုက်ရိုင်းမှုမျိုးကျွန်တော်တို့ဖြတ်သန်းခဲ့ရပါတယ်တနည်းအားဖြင့်ဘဝဟာလမ်းလွဲရောက်နိုင်တဲ့အခြေအနေဖြစ်ပါတယ်ဒါကျွန်တော်လူရင်းလေးကိုပြောလိုက်တာပါအဲ့ဒီနေရာမှာလမ်းလွဲသွားရင်ကျွန်တော်ဒီစေပညာဘွဲကိုလည်းရစရာအကြောင်းမရှိဘူးဒီလိုစင်မြင့်မော်ကိုတက်ရောက်ပြီးတော့ဒီလိုစကားတွေလည်းကျွန်တော်ပြောခွင့်ရမှာမဟုတ်ပါဘူးတကယ်လို့ကျွန်တော်အသက်မသေးဘဲနဲ့ရှိခဲ့မယ်ဆိုရင်လည်းခုချိန်မှာကျွန်တော်ဟာဒီဗေဒုလုပ်ငန်းနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်ကောင်းဖြစ်မယ်ပညာတတ်တဲ့အတွက်စာဖတ်တဲ့အတွက်စဉ်းစားဉာဏ်ရှိတဲ့အတွက်အလုပ်သမားဘဝမှာတော့အကြာကြီးနေရမှာမဟုတ်ပါဘူးလူစိုးလူမိုက်လုံရင်တော့မှခေါင်းဆောင်ဖြစ်မဲ့အရေးသွေးတော့ရှိတယ်လို့ကိုခံယူတဲ့သူပါဆိုတော့အဲ့တော့အခုနေမှာတကယ်လို့သာဒီစာပေနဲ့မထိတွေ့ခဲ့ဘူးဆိုရင်ကျွန်တော်ဖြစ်နိုင်တာဒီတထေးတကြွယ်တယောက်လည်းဖြစ်နေနိုင်တယ်ပတ်စံကိုအမိရကြက်ခေါင်းကကြက်ဖြတ်စားလာစားလောက်တတ်တဲ့လမ်းဘေးကလူတယောက်လည်းဖြစ်နေနိုင်တယ်ပြောချင်တာကတော့ပတ်စံရှိပေမဲ့ဂုဏ်သိက္ခာရှိခြင်းမှရှိမယ်ဒါမှမဟုတ်မူရစေဝါတွေနဲ့အင်မတန်လက်ပုံးတတိရှိတဲ့အတွက်ထောင်ထဲမှာပဲမထွက်ရတာမျိုးလည်းဖြစ်နိုင်တယ်ကျွန်တော်တို့မူရစေဝါတွေနဲ့အင်မတန်ရင်းနှီးခဲ့ပါတယ်မိုက်တဲ့စိတ်ကြောင့်ထောင်ထဲမှာပဲအသက်ကုန်ဆုံးသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်အဲ့တော့ဒီလိုဖြစ်နိုင်တဲ့အခြေအနေတွေအားလုံးတွေကမကောင်းတဲ့အခြေအနေတွေအားလုံးတွေကကြော်လွန်ပြီးတော့ဒီကနေ့ဒီအခြေအနေကိုရောက်အောင်ဆရာဦးအောင်သင်းအစရှိသောစာပေနယ်မှလူကြီးမိဘများဆရာကြီးဆရာမကြီးများဒီကျေးဇူးကြောင့်ကျွန်တော်ဒီအခြေအနေကိုရောက်တာပါအဲ့တော့ဒီကနေ့မင်္ဂလာပါလို့နှုတ်ဆက်လိုက်တဲ့အချိန်မှာစိတ်ထဲမှာစောစောကပြောတဲ့ခံစားမှုတွေခံစားမိတယ်ဆိုတာစောစောကကျွန်တော်ပြောနေတာဥဖေမောင်တင်ကိုမင်းကိုနိုင်နဲ့ပတ်သက်လို့ကျွန်တော်ဒါလေးကိုပြန်သွားပါမယ်မင်္ဂလာပါဆိုတော့ဗမာစကားဟုတ်ရဲ့လားဆိုတဲ့အချိန်မှာစဉ်းစားမိတာဥဖေမောင်တင်ကဆရာကြီးဦးအောင်သင်းတို့ရဲ့ဆရာမြန်မာသားနဲ့ပတ်သက်လို့ဆရာကြီးနောက်တစ်ခါဥဖေမောင်တင်ကဗုဒ္ဓဘာသာမဟုတ်ဘူးနော်ခရစ်ယာန်ဘာသာကိုးကွယ်တယ်လို့လည်းသိရတယ်အဲ့ဒီမှာဦးအောင်သင်းတို့ကိုမေးတယ်တဲ့အောင်သင်းဟေဟုတ်ကဲ့ဆရာကြီးစိတ်ဆိုတဲ့စကားလုံးရဲ့မြန်မာအဓိပ္ပာယ်ကဘာများဖြစ်မလဲစိတ်ဆိုတဲ့စကားလုံးရဲ့မြန်မာလိုအဓိပ္ပာယ်အဲ့တော့မှဆရာကြီးဦးအောင်သင်းတို့ကစဉ်းစားနေတယ်ဦးအောင်သင်းတို့ဟုတ်တယ်စိတ်ဆိုတာစိတ်တဆိုတဲ့ပါဠိကလာတာစိတ်ကမြန်မာစကားမဟုတ်ဘူးအင်္ဂလိပ်လိုပြောတော့လဲ mind ၆စဉ်းစားတယ်စိတ်ဆိုတဲ့စကားလုံးရဲ့မြန်မာစကားကိုစဉ်းစားတာအဖြစ်မပေါ်ဘူးဆရာကြီးဥပ္ပမောင်တရားလဲစိတ်ဆိုတဲ့မြန်မာစကားရဲ့အဓိပ္ပာယ်ကဘာလို့ပြောမသွားဘူးတဲ့အဲ့ဒီမှာဆရာဦးအောင်သင်းကပြောပါတယ်
အတော်ဆုံးဆရာဆိုတာတဲ့တပည့်ကိုသင်ရိုးထဲမှာရှိတဲ့သင်ခန်းစာတွေအကုန်အစင်သင်ပေးနိုင်လိုက်တဲ့ဆရာဆရာမကိုခေါ်တာမဟုတ်ပါဘူးတဲ့အတော်ဆုံးဆရာဆိုတာကျောင်းသူကျောင်းသားရဲ့တပည့်ဖြစ်သူရဲ့ပညာရှာဖွေစူးစမ်းလိုစိတ်ကိုအမြဲတမ်းတောက်လောင်နေအောင်မိထိုးပေးနိုင်တဲ့ဆရာကမှအတော်ဆုံးဆရာလို့ခေါ်တာပါဆိုပြီးမှတ်ချက်ကလေးရေးပါစိတ်ဆိုတဲ့ဗမာစကားလုံးရဲ့အတိတ်ပဲပါလေဆရာအဖြေပေးမသွားဘူးခုချိန်ဒီလဲသူရှာနေတော့မယ်တဲ့ပညာဆိုတာအဲ့ဒါလို့စီးပူးရတယ်ကွမောင်အောင်သိရလို့မပြောုံတမယ်ပဲတဲ့အောင်သိရင်မင်းတော်တော်သိနေပြီလားသိနေပြီဆိုရင်စိတ်ဆိုတဲ့အတိတ်ပဲကဘာများလဲကွာစကားလေးတစ်ခွန်းနဲ့အင်မတန်ယဉ်ကျေးတဲ့ဆရာကအင်မတန်သူမျောလင့်တဲ့တပည့်အပေါ်မှာပြုမှုဆက်ဆံလိုက်တဲ့အကြောင်းအရာဒီနေ့ကျွန်တော်တို့ပညာရေးကတော့ခုနကဆရာကြီးပြောတဲ့အထက်မှာလည်းပါပါတယ်ကျွန်တော်တို့ပညာရေးကတော့เนาะဒါသင်ဒါကျက်ဒါမေးဒါဖြေဆိုတဲ့အခြေခံအဆင့်ကျွန်တော်တို့ဖြတ်သန်းရပါတယ်ဒါကတော့တက္ကသိုလ်အဆင့်မှာတက္ကသိုလ်အဆင့်မှာလည်းအားနည်းချက်တွေအားသာချက်တွေကျွန်တော်တို့အားလုံးဖြတ်သန်းမှုတဲ့သူတွေဆိုတော့အားလုံးသိကြပါတယ်ပညာကိုလိုလားနေအောင်တောက်လောင်နေအောင်လုပ်ပေးနိုင်တဲ့ဆရာဆရာမပညာကိုတတိနဲ့ချွန်းနဲ့နော်တတိဓမ္မဉာဏ်မြေကလို့ပညာသဘာအာဘာနတ္ထိဆိုတဲ့ပညာနဲ့တူတဲ့အလင်းအောင်မရှိဆိုတဲ့မီးမျိုးထိုးပေးနိုင်တဲ့ဆရာသောတော့ကျွန်တော်အဲ့ဒါကိုသွားတရိရတယ်ခုနကိုမင်းကိုနိုင်မေးတဲ့အချိန်မှာမင်္ဂလာပါလို့နှုတ်ဆက်တာဟာမြန်မာလိုနှုတ်ဆက်တာဟုတ်ရဲ့လားမြန်မာလိုတော့မဟုတ်ဘူးမင်္ဂလာပါအင်္ဂလိပ်တွေဘယ်လိုနှုတ်ဆက်တယ်လဲစဉ်းစားတော့အင်္ဂလိပ်တွေကအင်္ဂလိပ်လိုနှုတ်ဆက်တာပေါ့ Good morning ကောင်းသောမနက်ခင်းပါ and good evening and good night ဒီလို good ဆိုတဲ့စကားလုံးလေး adjective ကလေးသုံးတယ်ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ကိုသူတို့သုံးတယ်ဘာလို့ကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်သုံးတယ်လဲအင်မတန်စိုးတဲ့ရာသီဥတုအပေါ်မှာမှီခိုပြီးနေကြရတဲ့သူတွေဖြစ်တဲ့အတွက်နေကလေးပွင့်တာများဆဆပါပါမြင်ရရင်ရာသီဥတုတာယာနေတာလေးများကြုံရရင်သူတို့မှာပျော်လို့ရွှင်လို့ have a nice day တယောက်နဲ့တယောက်တွေ့နှုတ်ဆက်ကြ have a nice day အိုးဒီနေ့လေးကတော့တာယာလိုက်တာဒီနေ့လေးကတော့လှပလိုက်တာ have a shiny day ဒီနေ့ကတော့တော်တော်ပပပဲနော်အစရှိသဖြင့်အခုအမေရိကန်မှာနေတဲ့ကျွန်တော်မိတ်ဆွေများဓာတ်ပုံတွေပို့ပေးပါတယ်အိမ်ကိုနှင်းဖုံးနေတဲ့ပုံတွေဗမာနိုင်ငံလိုပြောမယ်ဆိုရင်မိသက်ကားတွေနဲ့မိသက်တပ်ဖွဲ့ဝင်တွေကကားတွေမောင်းလို့ရအောင်နှင်းတွေကိုကော်ပြားနဲ့လိုက်ထိုးနေရတဲ့ပုံတွေအမေရိကန်အစိုးရအကြောင်းတွေရုံးတွေပိတ်ပေးထားတဲ့အကြောင်းနှင်းတွေအများကြီးပဲဆိုတော့အဲ့ဒါလို့သူတို့စိုးဝါးတဲ့ရာသီဥတုမှာနေကြရတဲ့သူတွေဖြစ်တဲ့အတွက် Good morning ဒီနေ့မနေ့လေးကတော့ကောင်းသောမနေ့လေးပါဒီလိုနှုတ်ဆက်ကြတယ်တဘာဝကြတယ်ဒါတွေလို့သိုးသွားမှုပေါ်မှာမူတည်ပြီးနေရတဲ့အတွက် good morning good evening ကောင်းတယ်ဒါဆိုရင်ကမ္ဘာစစ်တွေအတွင်းတော့ကငတ်ခက်ပြတ်ခဲ့ဘူးတဲ့နိုင်ငံတွေရှိခဲ့ဘူးတဲ့အစာရည်စာပြတ်လက်ပြီးတော့ဒုက္ခရောက်ခဲ့ဘူးတဲ့နိုင်ငံတွေကိုရီးယားလိုနိုင်ငံမျိုးတရုတ်လိုနိုင်ငံမျိုးစားစရာမရှိအောင်ငတ်ခဲ့ကြဘူးတဲ့ဒုပိကန္တရကတ်လို့ခေါ်မဲ့အစာရည်စာပြတ်လက်တဲ့အခြေအနေကိုသူတို့ရင်ဆိုင်ခဲ့ရတယ်နောက်ဆုံးစားစရာမရှိတော့အိမ်မှာမွေးထားတဲ့ကိုယ့်ရဲ့အိမ်မွေးခွေးကိုတောင်တတ်စားရတဲ့ဘဝမျိုးလမ်းပေါ်မှာပြေးနေတဲ့ခွေးကိုစားတော့ရတဲ့ဘဝမျိုးဒါကြောင့်မလို့ဒီနေ့ကိုရီးယားလူမျိုးတွေတရုတ်လူမျိုးတွေကခွေးသားစားကြသလားတော့မသိဘူးဒါတော့သူတို့လူမျိုးချင်းချင်းနှုတ်ဆက်တဲ့အခါမှာသူတို့ကဘယ်လိုနှုတ်ဆက်တယ်လဲဆိုရင်တဲ့ကိုရီးယားချင်းချင်းတရုတ်ချင်းချင်းတွေ့ရင်စားပြီလားလို့နှုတ်ဆက်တယ်တဲ့အတိတ်ပဲကမင်းတိတ်မြန်စားနေသလားဒါမှမဟုတ်ရင်မင်းငတ်မြန်နေသလားမင်းမျက်နှာကြည့်ရတာနေ့လေသာမစားရသေးဘူးပုံပဲနော်တကယ်လို့များမင်းသိတ်စားလောင်နေရင်သိတ်မြန်ငတ်နေရင်ငါမှရှိတဲ့တစ်ဖက်တစ်ရွက်ကိုကျွေးရမလားအတိတ်ပဲကငတ်ခဲ့ဘူးတဲ့ခစ်ကိုဖြတ်ခဲ့ကြဘူးတဲ့သူတွေဖြစ်တဲ့အတွက်နှုတ်ဆက်တာဒီစားပြီလားဒါဆိုရင်ကျွန်တော်တို့မြန်မာလူမျိုးတွေကမင်္ဂလာပါဆိုတဲ့စကားကလည်းမြန်မာစကားမဟုတ်ဘူးဆိုရင်ဘယ်လိုများနှုတ်ဆက်တဲ့လဲစဉ်းစားရမယ်မြန်မာအမျိုးသားတွေရဲ့တက်တန်းက research စေတုတေသနအရ58နှစ်လို့သိရပါတယ်ဒါဆရာဥဒါချိုဆိုတာတော်တော်ကံကောင်းတယ်59 60ရဲ့ရောက်သွားပြီတော်တော်ကံကောင်းတာတကယ်တော့58နှစ်
ကျွန်တော်ဆိုအများကြီးကြံသေးတယ်အမျိုးသမီးတွေရဲ့တက်တန်းက63နှစ်ကျွန်တော်နိုင်ငံထိုင်းနိုင်ငံအမျိုးသားတွေရဲ့တက်တန်းက80အမျိုးသမီးတွေက85ဘာဖြစ်လို့အမျိုးသမီးတွေကနည်းနည်းလေးပူပူနေလဲတော့မသိဘူးဒီနေရာမှာ lady first ဘာညာရှိလာတော့မသိဘူးစင်ကာပူနိုင်ငံမှာအမျိုးသားတွေက80လောက်ထိသွားတယ်အမျိုးသမီးတွေက85လောက်ထိရောက်တယ် average ပေါ့နော်ဂျပန်မှာကျွန်တော်ဒါရှေ့တောင်အာရှနဲ့အာရှလောက်ပဲဆွဲလိုက်တာပါဂျပန်မှာအမျိုးသားတွေက90လောက်ထိရောက်တယ်အမျိုးသမီးတွေက90နဲ့100ကြားလောက်ထိစစ်တမ်းရသွားတယ်အဲ့တော့တနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်ရင်ဘာညာအဲ့လောက်ထိမတွေးပါနဲ့တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကိုကျွန်တော်အဲ့လောက်အပင်မခံစေချင်ဘူးဘာမှကျွန်တော်တို့ကလက်နက်တွေဘာတွေကင်ဆွဲเสียရမလိုဘူးကိုယောဂါနဲ့ကိုသေတာနဲ့နေကျွန်တော်နိုင်ငံအကုန်တယ်ဘာစစ်မှတိုက်ဆရာမလိုဘူးဂျပန်နဲ့တတန်းချင်းရှင်အောင်ကျွန်တော်2ဆလောက်ဖြစ်နေပြီဟုတ်တယ်မလားသူတို့50ဆိုသေပြီလေသူတို့80 90နေမှလေဘာမှတော့တိုက်ဆရာမလိုဘူးဘာလို့အဲ့လောက်ဖြစ်တယ်လဲဇာတ်တိပြဆရာရှိတဲ့လူရှင်တော်ကြီးကိုကင်းကောင်အားလုံးချစ်ပါတယ်ကိုကင်းကောင်55နှစ်ဆုံးသွားပြီကိုကင်းကောင်ရှေ့2ပတ်လောက်မှဆုံးတာကိုမင်းစိန်လူချမ်း56နှစ်အဲ့ဒီရဲ့နောက်2ပတ်လောက်မှဆုံးတာဆရာမောင်သားချိုရဲ့တငယ်ချင်းအရင်ဆွေမျိုးဆိုင်ရင်မရညီကိုတောင်တော်သေးတယ်လို့ပြောတယ်ကြပြဆရာကိုရမုံနဲ့59နှစ်ရင်ဘတ်တွေအောင်းနေနဲ့ကျွန်တော်လည်းအောင်းတာ2ပတ်လောက်ရှိပြီရင်ဘတ်တွေအောင်းနေနဲ့ဆရာဝန်သွားပြဆရာဝန်ကအသေးဆိုပြီး2ပတ်လောက်ခုအောင်းတာမသက်သာဘူးဒုံးဆိုဘိုက်ဖွင့်လိုက်တော့ဥမာကြီးကင်ဆာဒီနေ့ဖွင့်နောက်နေ့သေးဒီနေ့ဖွင့်နောက်နေ့ဆုံးတာပဲဆရာမောင်သားရွှေရဲ့တကယ်ချင်းရင်ခောက်ပါစာဖတ်တဲ့သူတွေကတော့သိပါတယ်အိမ်မက်ဖူးဆိုတဲ့မဂ္ဂဇင်းကိုအတူတူရင်ခုန်ခဲ့ကြတဲ့တကယ်ချင်းရင်ချာတွေပါအရင်ဦးဆုံးထွက်ခွာသွားသူပေါ့59နှစ်အဲ့ဒီနေ့တနေ့တည်းမှာတကြိုရတဲ့သူကစာဖတ်တဲ့သူတွေသိတယ်အဲ့စကားလေးတော့ဘယ်လို့မှမအောင်မေးပါနဲ့နော်စာမဖတ်ရင်တော့မသိဘူးလေစာဖတ်မှသိမှာခွဲခြားပြီးပြောတာမဟုတ်ပါဘူးအဲ့ဒီနေ့တနေ့တည်းတကြိုရတဲ့သူက editor ယတိမဂ္ဂဇင်းတို့ popular journal တို့မှာလုပ်ခဲ့ဘူးတဲ့တခြားသောအလုပ်တွေလည်းအများကြီးလုပ်ဖူးတယ်ဇာညွန့်ရေးတာတို့ဘာလို့အများကြီးလုပ်ဖူးတယ်စာပေနယ်က editor ဆရာကိုလွမ်းဝင်နိုင်ကျွန်တော်တို့ကကိုလွမ်းလို့ခေါ်တယ်ဆရာလွမ်းလို့ခေါ်တယ်56နှစ်ဆိုတော့ကျွန်တော်ခုနပြောတဲ့တက်တန်းကမှန်နေတယ်နော်အမျိုးသားရဲ့တက်တန်းက58နှစ်အမျိုးသမီးရဲ့တက်တန်းက63နှစ်ဆိုတာတက်တန်းမှန်နေပါတယ်ဒါဆိုကျွန်တော်တို့ဘယ်လိုနှုတ်ဆက်တင်လဲနေကောင်းရဲ့လားသေတော့မှာလားကင်ဆာလားရင်သားကင်ဆာလားဥမာကြီးကင်ဆာလားအစာအိမ်လားအသေးလားဘာနဲ့သေမှာတော့ဒီလိုနှုတ်ဆက်ရတော့မှာကျွန်တော်တို့ကစလိတ်လုံးဝမတော့တဲ့အမျိုးသမီးကအဆုတ်ကင်ဆာတဲ့အရက်လုံးဝမတော့တဲ့အမျိုးသမီးကအသေးကင်ဆာတဲ့အမျိုးသမီးအသေးကင်ဆာနဲ့သေသွားတော့ဒီလူကခြေကွဲတယ်သူကနေတိုင်းတောက်နေတာလေသူကမဖြစ်ဘူးသူမျိုးသမီးကဖြစ်တယ်အဲ့တော့ तू ကလာပြောတယ်ပညာလည်းမတတ်တဲ့အခါကျတော့ဆရာတဲ့အရက်ဟာအနတ်နဲ့ကင်ဆာဖြစ်နိုင်လားတဲ့ဘလို့ဖြစ်ရမှာတော့အနတ်နဲ့ကင်ဆာတောက်တာကျွန်တော်လေးတဲ့သေတာသူတဲ့တောက်တာသူသေတာသူမိန်းမယောဂအသက်ကင်ဆာနေတိုင်းတောက်နေတာသူအခုမနေ့နေ့လည်းညတောက်နေတာသူကျွန်တော်မနေချင်ဘူးဆရာလည်းမြန်မြန်သေးအေးရောတဲ့မသိနိုင်ဘူးသူကြတော့လေအဲ့ तू ကပြောသေးတယ်စိတ်ကောင်းဝင်တဲ့အချိန်နည်းနည်းလေးမူးနေတဲ့အချိန်ချွေနေတဲ့အချိန်ကျွန်တော်တို့ကတန်နေပြတယ်ဆရာတဲ့တန်မီတဲ့ကျွန်တော်တို့ကတဲ့အဲ့ तू အဲ့လိုလေးပြောပြီးဝင်းနေတော့လား तू မိမလည်းအင်မတန်ချစ်တဲ့သူဆိုတော့ကျွန်တော်မိမမတန်ဘူးဗျာလောက်တာ तू ကသူ့စိတ်ထဲမှာကြည့်ရတာကင်ဆာလို့များစောစောကြိုသိရင်သူမိမပါအရက်တိုက်မဲ့သဘောရှိတယ်တန်အောင်လို့လေအဲ့တော့ကျောင်းသူတွေကတမျိုးတွေးပြီးတော့ငါတို့လည်းတန်အောင်တော့မှာပဲမလုံးနဲ့နော်ဒီကင်ဆာဖြစ်စေတဲ့အချက်လက်တွေကဒီနိုင်ငံမှာအများကြီးဖြစ်နေပြီမြန်မာနိုင်ငံဟာကောင်းတာတွေနဲ့ပတ်သက်ပြီးပြောရင်အများအားအောင်ဆုံးကကောင်းတဲ့အချက်လက်တွေကိုပြောရင်မြန်မာနိုင်ငံအောင်ဆုံးကကမ္ဘာမှာနိုင်ငံပေါင်း215နိုင်ငံရှိတယ်မြန်မာနိုင်ငံရဲ့အဆင့်က203သူ့အောင်မှာ12နိုင်ငံပဲရှိတော့တယ်အရှေ့တောင်အာရှအာဆီယံမှာ10နိုင်ငံရှိတယ်မြန်မာနိုင်ငံရဲ့အဆင့်ကနံပါတ်10အောင်ဆုံးပါပဲအရှေ့တီမောဆိုတဲ့နိုင်ငံအာဆီယံနဲ့လာ join တယ်ပူးပေါင်းဖို့အဲ့တော့မြန်မာကလိုက်လဲသဘောတူတယ်နံပါတ်ကလေးပါလေးပြောင်းလို့ပြောင်း냐ဟုတ်တယ်နံပါတ်ပြောင်းသွားတယ်တီမောဝင်လာတော့မြန်မာနိုင်ငံနံပါတ်17ဖြစ်သွားတယ်အစ30
တီမောဝင်လာတော့17အဲ့တော့စိုးတဲ့ကိစ္စတွေကိုကြည့်မယ်ဆိုရင်အောက်ဆုံးမှာကောင်းတဲ့ကိစ္စတွေကိုကြည့်ရင်အောက်ဆုံးမှာစိုးတဲ့ကိစ္စတွေကိုကြည့်ရင်တော့ထိပ်ဆုံးမှာကင်ဆာအဖြစ်အများဆုံးနိုင်ငံ first မြန်မာနိုင်ငံလက်ပေးလက်ယူအများဆုံးနိုင်ငံမြန်မာနိုင်ငံဥပဒေစိုးမိုးမှုအနည်းဆုံးနိုင်ငံထဲမှာ top 10 list ထဲမှာပါတယ်မကောင်းတာတွေအားလုံးမှာထိပ်ဆုံးကသို့တော့ကောင်းတာလေးတစ်ခုတော့ရှိတယ်ဒါတော့ထည့်ပြောရမှာမြန်မာတာပရဟိတနဲ့ပတ်သက်ရင်လည်းမြန်မာထိပ်ဆုံးမှာရှိပါတယ်ပထမတော့အမေရိကန်နိုင်ငံနဲ့ဒီအနောက်ကနိုင်ငံတွေကပရဟိတဒီ donation လုပ်တဲ့နေရာမှာသူတို့ကနံပါတ်1ယူထားတာအချာကြီးပဲဒါပေမဲ့ခုမြန်မာနိုင်ငံကိုလွှဲပေးလိုက်ရပါတယ်ဘာလို့လွှဲပေးလိုက်ရလဲဆိုတော့မြန်မာနိုင်ငံကိုပဲပထမပေးသင့်ပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အခုပထမရနေတဲ့နိုင်ငံတွေကချမ်းသာလို့လှူတဲ့ပထမဆင်းဝင်မြန်မာနိုင်ငံကကမ္ဘာအဆင်းရဲဆုံးနိုင်ငံအောက်ဆုံးအမွဲတေဆုံးနိုင်ငံကနေလှူနေတာဖြစ်တဲ့အတွက်ဒီလိုတူနေရင်မြန်မာနိုင်ငံကိုပဲပထမပေးသင့်ပါတယ်ဆိုပြီးတော့ပရဟိတနဲ့ခုနကလှူတဲ့တန်းတဲ့နေရာမှာတော့မြန်မာဟာကမ္ဘာမှာ first ဖြစ်ပါတယ်ဒါလေးကတော့ကျန်ကျဖန်ဖန်ဂုဏ်ယူစရာလေးပေါ့နော်အဲ့တော့လူဝတန်းရတာဗမာတွေကတကယ်ဝါသနာပါတယ်တကယ်ဝါသနာပါတယ်ဟာဟိုဘက်ရက်ကွက်မိလောင်သွားတယ်ဒီဘက်ရက်ကွက်လူကပျော်နေပြီပျော်ကြတယ်ဘာလို့ပျော်ကြတယ်လဲဟာဓာတ်ပုံလေးတွေနဲ့ဓာတ်ပုံရိုက်မယ်ဆယ်ဖီဆွဲမယ်ပုံနဲ့တင်မယ်မိတွေလောင်နေပြီ level အဆင့်ဘယ်လောက်ရောက်နေပြီတချို့ကဆိုလို့ရှိရင်ဟေ့ပျော်စရာကြီးဟေ့မနေ့ကညရင်ငါတို့ထမင်းတို့တွေဝေရတော့မယ်ဟေ့ပရိုက်တာတွေလောက်ကြတော့မယ်ဟေ့တချို့ဆိုရင်အေးနော်အရင်တစ်ခါတော့ဘဲဥပဲကျွေးတာဘဲဥထဲမှာပတ်စံလေးတွေထည့်ပြီးတော့မြုပ်သွားတာပျော်စရာကြီးနော်လောင်နေတဲ့မီးကိုဘယ်လိုငြိမ်းမလဲတော့မစင်စားဘူးမနေ့ဖြန်ထမင်းတို့ဝေဖို့ပျော်တဲ့လူတွေထဲမှာကျွန်တော်တို့ပါတယ်မှုန်တိုင်းတွေတိုက်ပြီးအေးပျော်တယ်ဟေ့ဘာအတွက်ပျော်လာလဲပရိုက်တာလောက်ရတော့မယ်တက်ကတော်နေမြေမှာမဟုတ်လို့ကျွန်တော်ပြောတာပါကိုမထောက်မညာကိုပေါင်ကိုလန်ထောင်းရရင်ကျွန်တော်တို့ပညာနဲ့တော့နည်းနည်းဝေးတယ်ဗျာတွေးမလားသေမလားလို့မေးရင်တွေးမလားသေမလားလို့မေးရင်ကျွန်တော်တို့ကသေလိုက်မယ်တဲ့မတွေးတော့ဘူးတဲ့မတွေးချင်ဘူးသေလိုက်မယ်သေပေးမယ်မတွေးပြစေနဲ့မတွေးဘူးအဲ့တော့ပရိဟိတလုပ်တဲ့ထမင်းတုပ်လေးတွေကိုထုတ်တာဟာအဓိကလားကိုထမင်းကိုချက်စားတတ်အောင်ကိုထမင်းကိုရှာစားနိုင်တဲ့ပညာပေးရမယ့်ဟာကအဓိကလားဆိုတာကျွန်တော်စဉ်းစားရလိမ့်မယ်အဝိတ္တထဲကိုတခုလှူလိုက်တာဟာအဓိကလားကိုဝိကိုချုပ်လုပ်ပြီးတော့ရက်လုပ်ပြီးတော့ဝစ်စင်တတ်အောင်သင်ပေးလိုက်တဲ့ပညာကအဓိကလားအဲ့ဒီလိုအတိဒုက္ခတွေရောက်မှကိုညီတာထက်အတိဒုက္ခမရောက်ခင်ကတည်းကကိုရှင်းသနိုင်အောင်မွေးမြူပေးတာဟာအဓိကလားတကယ်ပညာနဲ့ရှင်ပြီးစဉ်းစားရင်ကျွန်တော်တို့အားနည်းပါတယ်ဒါကြောင့်လည်းကျွန်တော်တို့ရဲ့နိုင်ငံရဲ့အခြေအနေဟာဒီအခြေအနေရောက်နေတာပါစိတ်ရင်းစိတ်ထားအခြေခံအဖြစ်ကောင်းကြတယ်သို့တော်အဲ့ဒီကောင်းမွန်မှုကပညာမပါတဲ့စဉ်းစားတွေးခေါ်မှုမပါတဲ့အမျှော်အမြင်မပါတဲ့အရာမျိုးဖြစ်နေတယ်မစဉ်းစားဘူးကျွန်တော်တို့ကကျေးလက်တော့ရအနှံ့ကိုသွားနေရတာရွာတရွာကိုဝင်သွားတယ်10 မိုင်အကွာဝေးရှိတယ်မြို့နဲ့10 မိုင်ကိုဘယ်လောက်မောင်းမလဲအမြန်လမ်းဆိုလမ်းပါမျိုးဆို10 မိုင်ဟာ10 မိနစ်ပေါ့နည်းနည်းလေးလမ်းကမကောင်းဘူးဆိုရင်နိုင်ဝက်ပေါ့အကွေးကောက်များတယ်ဆိုရင်တနာရီပေါ့10 မိုင်ကို4 နာရီမောင်းရတယ်4 နာရီအဲ့ဒီမြို့နဲ့ဝေးတဲ့10 မိုင်ကို4 နာရီမောင်းရတယ်ဝင်သွားလိုက်တော့ရွာတရွာလုံးလှုပ်ရှားရတဲ့အလုပ်ကငါးရှာဖားရှာစားရတဲ့အလုပ်တခြားလေးနောက်ထောင်စေခြင်းနဲ့ညီတို့နှမတို့ရွာဆင်းရဲတယ်ဘာလို့စာပေဟိုဘက်လှုပ်လဲတော့ကျွန်တော်မတွေးမိတယ်စိတ်ထဲမှာသူတို့ရှိရသူတို့ပေးမဲ့လက်ဆောင်လေးငပိငချောက်လေးယူရမှာတော့အားနာတယ်သူတို့တော်တော်ဆင်းရဲတာကိုမြင်နေရတယ်ဒါပေမဲ့ရွာလေကောင်ရောက်တဲ့ကောင်မှာဘွားကနေမြင်လဲရတာကြီးကတကက်ကိုတောင်ရင်သာနှက်ပြူရောက်သွားသလိုမြင်လဲရတာကြီးကဘာလဲဆိုတော့ဘုန်းကြီးเจ้าရွှေချောင်းပြောင်ဝင်းခေါင်ကောင်ရွာမီးမရှိဘူးဘုန်းကြီးသုံးတက်တကယ့်ကိုနော်ဒီစနပုတ်မဲညစ်နေတဲ့ဖုန်နေသဲနေရွှွနေဘွက်တွေမဲညစ်နေတဲ့အထဲမှာသုံးတက်တကယ့်နတ်ပုံနာနမ်းမယ်
ကျွန်တော်ဗုဒ္ဓဘာသာပါနော်တာမန်ဗုဒ္ဓဘာသာမဟုတ်ပါဘူးနော်အစင်တန်းမြင့်တဲ့ဗုဒ္ဓဘာသာဝင်တယောက်ပါစာပေဖတ်ရှုလေ့လာမှုမပြတ်ရှိတဲ့သူတယောက်ပါမယိုးဖလာအစင်မဟုတ်ဘူးနော်ကျွန်တော်ရဲ့ဘာသာတရားပေါ်မှာထားတဲ့စိတ်ကခုနကဒီရွာလေးရဲ့အခြေအနေစာပေဟောပြောပွဲနဲ့အတူတွဲဖက်ကျင်းပတာဘာလဲဆိုတော့တရားပွဲဘယ်နည်းလဲလို့မေးလိုက်တော့15ရက်15ရက်ကျင်းပစာပေဟောပြောပွဲက2ရက်ဘုန်းကြီး15ရက်လူ2ရက်ဆရာတော်တွေတန်ခါးတွေကိုနဝကမ္မကတ်လူငွေဟာအ ਨੇ ဆုံးတညမှာ15သိန်းနဲ့30ကြားတေချာပေါ့လှူတယ်လို့ပြောပါတယ်အဲ့တော့ကျွန်တော်ကကိန်းကနသမားဆိုတော့ကျွန်တော်တွက်ကြည့်လိုက်တယ်15သိန်းနဲ့ပဲကျွန်တော်တွက်ပါတယ်15လီ15ပါဘူး15လီ225တနစ်ကို225သိန်းရေးထားတဲ့စိုင်းဘုတ်ကိုကြည့်လိုက်တော့43ချိန်မြောက်ဟာ225သိန်းကိုကျွန်တော်43ချိန်နဲ့မြောက်လိုက်တော့သိန်း200ကို40နဲ့မြောက်သိန်း200ကိုလွယ်အောင်40နဲ့မြောက်ဘယ်လောက်ဖြစ်မလဲသိန်း200ကို40နဲ့မြောက်ဘယ်လောက်လဲသိန်း8အဲ့ဒီရွာလမ်းကြီးကောင်းအောင်ခင်းလို့ရတယ်ဗျာအဲ့ဒီရွာတစ်ရွာလုံးကိုမီးလင်းအောင်လုပ်လို့ရတယ်ဗျာအဲ့ဒီရွာမှာမွေကြိုက်ပြီးသေးတဲ့သူတစ်နှစ်ကို10ယောက်လောက်ရှိတယ်မိုးစစ်ပြည့်စင်မရှိဘူးစားချိုင်မရှိဘူးကျမ်းမာရေးစေဘေးကကောင်းကောင်းမရှိဘူးဒါပေမဲ့ကျွန်တော်စကားကိုတချို့ကြိုက်ကြမှာမဟုတ်ဘူးရွှေချောင်းပြောင်ပြောင်တကယ်ဝင်းခေါင်ခေါင်ကျွန်တော်ဒီစကားကိုဒီနားလောက်ရတာကောင်းမယ်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မစင်စားဘူးတခုခုနဲ့6လိုက်ရင်ကျွန်တော်ကြောက်တယ်ဒါကြောင့်ငရဲကန်းကလည်း6လွန်းဘုံကန်းကလည်းမြောက်လွန်းဆိုတာတကယ်အစစ်မှန်ဘာသာတရားကြားထဲမှာငရဲကန်းကြောင့်လည်း6လိုက်တာဗျာဘုံကန်းကြောင့်လည်းမြောက်လိုက်တာအလယ်မှာတကယ် absolute အမှန်တရားအဲ့ဒီ absolute အမှန်တရားကိုဉာဏ်သွေးနဲ့သွားမှသိနိုင်မှာဒါကျွန်တော်ဒီကနေ့ဒါတော့ခုနပရိုက်တာနဲ့ပတ်သက်လို့ကျွန်တော်ရည်ရွယ်ပြီးပြောလိုက်တာကျွန်တော်တို့ရဲ့စိတ်ကအဲ့လိုရှိတယ်စာကြည့်တဲ့အတွက်လူငွေလေးထည့်ပါဆိုတော့အမေပြန်မလာသေးဘူးတဲ့စာကြည့်တဲ့အတွက်လူငွေ900တစ်ထောင်ကြတော့အမေပြန်မလာသေးဘူးအဖေမနိုးသေးဘူးဆုံးကပြောတဲ့ကိစ္စရက်တွေမှာကြတော့ကိန်းကနန်းပေါင်းမြောက်များစွာဒီနည်းနဲ့ကျွန်တော်တို့ကဝင်းနေစရာကောင်းတဲ့ခြေခွဲစရာကောင်းတဲ့တိုင်းပြည်နိုင်ငံတစ်ခုအဖြစ်ဖြတ်သန်းနေရပါတယ်ရှိတဲ့ငွေကြေးနဲ့စီမံခန့်ခွဲမှုနဲ့စနစ်တကျကျွန်တော်တို့မသွားနိုင်ဘူးဟုတ်ပြီကျွန်တော်စကားတွေလည်းချော်မသွားရလေအောင်ခုနကပြောချင်တဲ့အိဗယ်ကကဘာပေါ်မှာကျွန်တော်တို့လှူဒန်းတဲ့နေရာမှာထိပ်သီးစဉ်းစားမလားသိမလားလို့မေးရင်ကျွန်တော်တို့ကမစဉ်းစားဘူးစဉ်းစားဘာသာတရားနဲ့ပတ်သက်လို့လည်းပေါ်ပေါ်တန်တန်နေတော့များတယ်ကျွန်တော်ညီမကျွန်တော်ထမများကိုတွေ့တုံးလေးပြောပြစီလေးနဲ့စေချင်ပါတယ်တိုင်းပြည်ဘာကြောင့်အောက်ဆုံးနောက်ဆုံးရောက်သွားတယ်လဲတစ်ပညာရေးချုံးငယ်လို့အောက်ကိုရောက်သွားပါတယ်အမြဲတမ်းပြောတဲ့စကားပါဥအောင်သိန်းရဲ့စကားပါပဲတောင်တော်ကြီးတွေလျှောက်ပြောမနေနဲ့ကွာတဲ့တို့ပညာမတတ်လို့သူ့ကြုံဘွားရောက်ခဲ့တာအင်္ဂလိပ်မြန်မာပထမကျူးကျော်စစ်1824ရာနေစနောက်ဆုံး1885နှစ်ကြိမ်3ကြိမ်ပါတော်မူသွားပြီအပိုးတွေမပြောနဲ့တဲ့တို့ပညာမတတ်လို့ရှုံးခဲ့တာမျိုးချစ်စိတ်တဲ့ရှင်သာထက်မြတ်ရရလက်နဲ့ဆွဲကင်တော်လိုက်ကြားဆိုပြီးတက်သွားတာဟိုကလက်ပြပုံနဲ့ကောက်ထူတော့အကုန်သေးကုန်ရောတယ်အမိမြေကိုတလဲမမကျူးကျော်မခံဘူးဆိုပြီးတော့ရင်ကော့ပြီးတော့ဟိုကစက်တနတ်နဲ့တက်ဆွဲလိုက်တော့အကုန်မသာဘောကုန်ရောတဲ့တို့သူတို့လိုလက်ပြပုံမလောက်တတ်ဘူးတဲ့တို့သူတို့လိုတက်ဆွဲเสียစက်တနတ်မရှိဘူးတဲ့တို့တူမီးကတစ်ချက်ထက်တစ်ချက်ပြည့်ဒါတောင်ရှေ့မထွက်ပဲနောက်ထွက်တဲ့အလှည့်တွေအများကြီးတဲ့အဲ့လိုထဲ့နေတော့ဟိုကတက်ဆွဲသွားတော့လက်ပြပုံနဲ့ကောက်ထူတော့တို့အကုန်သေးတာပဲတဲ့စကားတွေအများကြီးမပြောပါနဲ့ကွာတဲ့တို့ပညာမတတ်လို့သူ့ချွန်ဘွားရောက်ခဲ့တာတိုင်းပြည်ဆုံးရှုံးသွားတဲ့အထက်မှာပညာမတတ်ဘူးသူ့ချွန်ဘွားရောက်ခဲ့တယ်နံပါတ်1ပထမကဘာစစ်ဖြစ်ပြီးဒုတိယကဘာစစ်ဖြစ်ပြီးတတိယကဘာစစ်မဖြစ်သေးဘူးဖြစ်ရင်လည်းမပူနဲ့မဖြစ်ရင်လည်းမဖြစ်သေးလို့မပူနဲ့
ရှင်းပါတယ်မဖြစ်ရင်မဖြစ်သေးရင်မပူနဲ့လေဖြစ်မှာမဖြစ်သေးတာဖြစ်ရင်ကောပူဇာမလို့လေခလုတ်တစ်ချက်နှိမ့်ရင်အကုန်လုံးပြာကျသွားမယ်ကိစ္စဒါဆိုဆရာကျွန်တော်တို့ဘာလုပ်တင်တယ်လဲနော်ငါနော်ချလိုက်မယ်နော်လှုပ်လိုက်မယ်နော်မပူနဲ့တကယ်လုံးမဲ့ကောင်အဲ့လိုကိုမပြောဘူးကျွန်တော်ငယ်ငယ်တော့ရံပွဲတွေအများကြီးဆင်နွှဲခဲ့တာဒီကောင်ကိုရိုက်မယ်လို့စဉ်းစားပြီးတာနဲ့ပြီးပြီရိုက်ပြီးပြီဘာမှပြောမနေဘူးဒီကောင်ကလည်းကိုယ်တီးမယ်ဆိုတာနဲ့ကိုလာတွေကစောင့်ပြီးသားကိုလည်းကွဲပြီးသားပဲနောက်မဆွဲနဲ့တော့မဆွဲနဲ့တော့ဆိုတဲ့ကောင်အဲ့ကောင်တွေကအဲ့ဒါလေးပေါ်တဲ့ကောင်တွေဆွဲအောင်ပြောနေတဲ့ကောင်တွေအဲ့ဒီကောင်တွေကလည်းတကယ်လုံးမဲ့ကောင်ကဘာမှကိုမပြောဘူးလှုပ်သွားတာချွတ်ဆိုထိုးသွားတာဟိုကောင်ဘိုက်ကလေးနှိပ်ပြီးကြံရင်ခဲ့တာဥကွေလေးကအပြင်ထွက်လို့တကယ်လှုပ်တဲ့ကောင်ကပြောကိုမပြောဘူးအော်နေတဲ့ကောင်ကလည်းတကယ်မလုပ်ရဲဘူးမြောက်ကိုရီးယားနဲ့အမေရိကန်လည်းဒီတိုင်းပဲမင်းနော်ငါနော်မလုပ်ရဲဘူးဘာလို့လဲလုံရင်အတူတူပဲလေလက်နက်တွေကအကောင်းစားတွေပိုင်ဆိုင်ထားတာသူ့နိုင်ငံလည်းပြကြကိုယ်နိုင်ငံလည်းပြကြဟာဘာမှဟိုမဟာမိတ်တွေဘာတွေမစင်စားနဲ့နော်မဟာပြဖြစ်ဖို့သာစဉ်းစားတာသူတို့ပြကြမှာတော့ကိုယ်လည်းပြကြပြီပေါ့ဒါကြောင့်မလို့တကယ်မလုပ်ပါဘူးမင်းတော်ငါတော်လုပ်နေတာအဲ့တော့ကျွန်တော်တို့ကတကယ်တက်တက်ကပါစေဖြစ်လဲပူဇာမရှိဘူးမဖြစ်လဲပူဇာမရှိဘူးလေနေသာတပလေညာကနော်မုံရွာကြောက်ကလမ်းပေါ်မှာကောင်းမလေးရှာအဖြေရဖို့ရည်ကြီးတယ်ဟလားတက်တက်ကပါစေဖြစ်ခြင်းဖြစ်မဖြစ်ခြင်းနေလောလောဆယ်မင်းရဲ့အဖြေစကားဟာကိုယ့်ရင်ထဲမှာတက်တက်ကပါစေတဲ့ပုံပြီးကြီးမားပါတယ်ချစ်သူရဲ့ပေါ့အဲ့လိုဇလန်အနေနဲ့စလာအဲ့တော့ကျွန်တော်တို့ပညာမတက်လို့သူ့ကြုံဘဝရောက်ခဲ့တာအခုရောတက်သလားတက်ဘူးဒါပေမဲ့အခုလဲကျွန်တော်တို့ကြုံပြုခံနေရတာပဲဒါ Apple အသေးအံဝယ်ရတာလေးထွက်တာနဲ့ဒါပေမဲ့ဒါကဟောင်းသွားပါပြီ3နှစ်ရှိပြီဆိုတော့အခုထွက်တဲ့ Apple XS ဆိုရင်ထွက်ချက်28သိန်းလို့ပြောတယ်စင်ကာပူမှာတန်းစီပြီးဝယ်ကြတယ်မြန်မာနိုင်ငံမှာလည်းပတ်စံရှိတဲ့လူတွေတန်းစီပြီးဝယ်ကြတယ်ဒါတော့ပတ်စံရှိတဲ့လူတွေဝယ်တာမဆန်းဘူးကျွန်တော်ဟိုပေါ်မှာဖုန်းတစ်လုံးထားခဲ့တယ်အဲ့ဒါ Samsung ကိုရီးယားဒါအမေရိကဟာကျွန်တော်တို့ကလဲရင်းမြေတွေကိုထုံရတယ်ဧကပေါင်းများစွာဟာဆရာကြီးရေကျွန်တော်တို့ကလဲရင်းမြေတွေထုံရတာဖင်ထဲကိုစွန့်တပိတ်သာဝင်တယ်ဆရာကြီးကအောင်သိပြောတဲ့စကားဝင်ပေါ်တယ်ဝင်ပေါ်တယ်ဟိုကအားပါဆရာကြီးများဘာပြောမလို့ဆရာကြီးကျွန်တော်တို့ထုံရရကျွန်တော်တို့ကသားတွေသမီးတွေကိုဒီလိုထုံရပြီးတော့ထားတာအေးဖင်ထဲစွန့်တပိတ်သာဝင်အေးဝင်ပေါ်တယ်တပိတ်သာနဲတော့နဲနေသေးတယ်တပိတ်သာနဲတော့မင်း7ပိတ်သာလောက်ဝင်တဲ့လားအမိဘမျက်နှာပြက်နေပြီဘာဖြစ်လို့လဲဆရာကြီးအေးပညာမှမတတ်တာမင်းပိတ်တာ100လောက်လဲမင်းဝင်ခမ်းမှာပဲပညာမတတ်ရင်မင်းတပိတ်တာမကဘူးဝင်မှာမအောင်တဲ့7ပိတ်တာလည်းမကဘူးနော်တဲ့ကျွန်တော်တို့ကအဲ့ဒီဧကပေါင်းများစွာကိုထွန်ရက်နေတဲ့အချိန်မှာသူတို့ကတထွာမပြည့်တဲ့ဟာလေးကိုဤပညာကိုထွန်ရက်တယ်28သိန်းဖြစ်သွားတယ်လက်တေကစိုက်လို့ဘယ်လောက်မြတ်မှာလဲဒါကျွန်တော်လူရင်းတို့ရှင်းပြောလိုက်တာပါနောက်ကကျွန်တော်ပြောချင်တဲ့စကားတွေရှိလို့အခုကျွန်တော်တို့ပညာနဲ့ colonize အလုပ်ခံရတာပြီးသွားပြီတိုင်းပြည်ကခင်ဗျားတို့မုံရွာမှာစီးနေတဲ့ဆိုင်ကယ်တွေ made in မြန်မာဆိုတဲ့ဆိုင်ကယ်ဘိန်းဘယ်နှဘိန်းပါလို့လဲ made in China made in Thailand made in Hong Kong ဒါပါပဲအများစုကတရုတ်ပါ3သိန်းလောက်နဲ့ရတာယူရီးယားဆိုလည်းဈေးကြီးတယ်5သိန်းလောက်ပြရတယ်ဟောင်ကောင်ဘိန်းသိပ်မစီးနိုင်ကြပါဘူးများသောအားဖြင့်တော့တရုတ်ပါပဲ made in China မုံရွာဆိုတော့ပိုပြောလို့ကောင်းတယ်မြန်မာနိုင်ငံမှာကြေးရွာပေါင်း6000ခွဲရှိတယ်ဗျတက္ကသိုလ်ကျောင်းသားတွေဆိုတော့အပေါင်းနှုံများပါတယ်ဖဲသမားတွေဆိုရင်ပို့ပြီးတော့မြန်တယ်ဘာမှစိတ်မပူနဲ့ကျွန်တော်လည်းဖဲရိုက်ပြီးကျောင်းတက်လာတာရွာပေါင်း6000ခွဲတရွာတရွာမှာအနည်းဆုံးဆိုင်ကယ်အစင်း100ရှိတယ်အနည်းဆုံးအစင်း100တပိန်းကို3သိန်းအင်းရောက်ရင်မြောက်ကြည့်ပါ6000ခွဲအမြောက်100အမြောက်3သိန်းအင်းရောက်မှမြောက်ဆိုင်ကယ်တစ်စင်းမလုတ်တက်လို့တရုတ်ကိုပေးလိုက်ရတဲ့ပိုက်ဆိုင်အင်ဂျင်လေးတက်ထားတဲ့နော်အင်ဂျင်မြင်းကောင်ကြီးနော် 1.25 လောက်ကိုအဲ့ဒီအင်ဂျင်လေးတစ်လုံးမလုတ်တက်လို့ဒီတိုင်းပြည်ကတရုတ်ကိုပေးလိုက်ရတဲ့ပိုက်ဆိုင်အဲ့ဒီပိုက်ဆိုင်ကိုတရုတ်တွေကအေးစစ်စစ်ယူတယ်ဟာဝါလို့စီပေါ်ပေါက်လဲကျေးဇူးတင်လဲဒီလိုမြန်မာနိုင်ငံရှိလာဝါလို့အတွက်ကတော့မွေးချင်းပေါက်ပေါ်လေလေအလုံးကောင်းလာပဲကိုယ်ဆိုခိုင်တင်းကြည့်လို့ဘာလို့တော့စီယုံမလေးကိုချစ်လေလို့ဘာလို့ရိုက်ကုန်ကြပြီဒီလိုဖြစ်ရမယ်ဝါလို့အမြဲတမ်းတန်ဖိုးထားလဲဒါကြောင့်ဝါလို့ဒီမှာဖရဲသီးတွေလာဆိုင်လဲဝါလို့ရှိမှမဆိုင်ဘူးလို့ချစ်လို့
အေးစေးပေါ်တယောက်ကဆိုင်ကယ်လေးတစ်စင်းမလုတ်တတ်တဲ့လူတွေကိုဆိုင်ကယ်အင်ဂျင်လေးကျွန်တော်တန်တိုင်းမပြောဘူးနော်အကြီးတွေမပြောဘူးနော် TV တွေတယောက်ကလာတဲ့ Xiaomi ဖုန်းတွေ Huawei တွေမီးစက်တွေမပြောဘူးနော်လက်ထွန်စက်တွေခွန်တောင်းတွေမပြောဘူးနော်ကျွန်တော်ဆိုင်ကယ်လေးပဲပြောတာအဲ့ဒီဆိုင်ကယ်လေးသွင်းပြီးတော့ပတ်စံတွေအားလုံးတဲ့ယူလိုက်တယ်โอเคပြီးတော့မှလက်ညှိုးထုတ်ပြီးမိတယ်ဒီစီတောင်ကဘီလောက်လဲတဲ့လက်ပတောင်းကိုထုတ်ပြီးတော့စီတောင်ဘီလောက်ပေးရမယ်လဲတဲ့ဒီတောင်ဘီလောက်လဲစပယ်တောင်ဘလောက်လဲကြီးစင်တောင်ဘလောက်လဲအေရီမြစ်ကဘီလောက်လဲစီပြောပါဝါလို့လုံးဝဈေးမစစ်ဘူးမစစ်ဘူးလေအင်ဂျင်ကဘယ်နှလုံးထုတ်ခြင်းလဲဒီတောင်ကနှစ်တန်းနဲ့ခြီးပြီးကြာမှရတဲ့တောင်ဒီမြစ်ကနှစ်တန်းနဲ့ခြီးပြီးဖြတ်တန်းလာတဲ့မြင်းကျွန်တော်တို့ရှုံးသွားတာကြာပြီနော်သရုတ်ထကျူးကျော်စစ်တွေတတိယကဘာစစ်တွေမပြောနဲ့တော့ကျွန်တော်တို့ရှုံးသွားတာကြာပြီနော်ကျွန်တော်ညီများကျွန်တော်ထမများအဲ့ဒီဂျားတွေကမှခင်ဗျားတို့ကဒီမုံရွာတက္ကသိုလ်ကြီးကနေပြီးတော့ပညာကိုကြိုးကြိုးစားစားနဲ့ထပ်ပြီးမတင်ကြဘူးဆိုရင်တော့ကျွန်တော်တို့မျက်ရည်ဒေါမှာပဲမျောဖို့ရှိတော့မယ်ကျွန်တော်တို့နိုင်ငံရဲ့ဘယ်ဘွဲ့ကိုမှနိုင်ငံတကာအသိမှမပြုတ်ဘူးနော်ခွန်းလို့ပါပြောပြစီကျွန်တော်ဆရာဝန်ပွဲရတယ်မြန်မာနိုင်ငံမှာပဲကျွန်တော်ဆရာဝန်နော်စင်ကာပူနိုင်ငံရောက်သွားရင်ကျွန်တော်ဆရာဝန်မဟုတ်တော့ဘူးကျွန်တော်ရဲ့ဘွဲ့ကိုစင်ကာပူကအသိမှမပြုတ်ဘူးဒါပေမဲ့ကျွန်တော်တိရစ္ဆာန်တွေမွေးမြူတာတွေကုသတာတွေနဲ့ပတ်သက်လို့ကျွမ်းကျင်တဲ့သူတယောက်ဖြစ်တဲ့အတွက်အလုပ်ပေးကောင်းတော့ပေးမယ်စင်ကာပူကဆရာဝန်တယောက်အနေနဲ့လောက်ရမှာမဟုတ်ဘူးနော်လွယ်အောင်ပြောရင် nurse အဆင့်လောက်နဲ့ကျွန်တော်လောက်ရမှာဒါပေမဲ့ကျွန်တော်နိုင်ငံမှာကျွန်တော်သင်ထားတဲ့ပညာကဆရာဝန်တယောက်ရဲ့ပညာဗျဒါနောက်နှိမ့်ကြနေတဲ့အထဲကကျွန်တော်တို့ကပညာကိုအလေးတယူမလုပ်ကြတော့ဘူးကျောင်းကိုလာတာဟာရီးစားနဲ့တွေ့ုံလောက်ဆိုတဲ့ပုံစံမျိုးဆိုရင်တော့ကျွန်တော်တို့ရှုံးပြီနော်ကျွန်တော်တို့အခုဟောပြောပွဲတွေကိုလက်ဆောင်ရအကောင်းယုံတက်တဲ့ကျွန်တော်တို့လုပ်နေတာမဟုတ်ပါဘူးဆရာဦးသားချိုဟာတက္ကသိုလ်ကပါမောက္ခဘဝနဲ့အငိမ့်သားယူတဲ့သူပါဒေါက်တာညွန်တောင်းလို့ခေါ်ပါတယ်ကျွန်တော်ကကျူရှင်တင်သက်25နှစ်ရှိတဲ့ဝါရင်ကျူရှင်ဆရာတယောက်ပါဒီနိုင်ငံမှာပတ်စံရှာရတဲ့ရှာပုံရှာနီးကိုကျွန်တော်နားလည်ပါတယ်ဒီလုပ်တွေကိုကျွန်တော်လေးလေးစားစားလုပ်နေတာပါကျွန်တော်တို့ရှုံးခဲ့ပြီနော်ရှုံးသွားပြီဆုံးတော့ကဆိုင်ကယ်တစ်စင်းနဲ့ကျွန်တော်နိုင်ငံပြီးသွားပြီအဲ့ဒီဆိုင်ကယ်အလုံးမများစွာထုတ်နိုင်တဲ့ဆိုင်ကယ်နဲ့ကျွန်တော်တို့မြစ်ကိုဝယ်မယ်ကျွန်တော်တို့တောင်ကိုဝယ်မယ်ကျွန်တော်တို့တောကိုဝယ်မယ်ကျွတ်တွေလည်းကုန်ပြီကြောက်စိမ့်တွေလည်းကုန်ပြီကမ္ဘာပေါ်မှာကချင်ပြည်နယ်ထွက်တဲ့ကြောက်စိမ့်ကိုမှီတဲ့ကြောက်စိမ့်မရှိဘူးအင်မတန်ဧရိယာကျတဲ့တရုတ်မှာကြောက်စိမ့်နဲ့ထွက်တဲ့ဧရိယာရှိတယ်ဒါပေမဲ့အရေးသွေးကလုံးဝကွာခြားတယ်ဒါကချင်ပြည်နယ်ဖားကမှာရင်ဆိုင်နေရတဲ့ကိစ္စပါကျွန်တော်ညီများကျွန်တော်နှမများတရိယာပေးပါနော်တိုင်းပြည်ရဲ့နိုင်ငံရေးကိုသက်ဆိုင်ရာပါတီတွေကစူးစမ်းပန်းစားဆောင်ရွက်နေပါတယ်ရှင်းပါတယ်ကောင်းကောင်းလုပ်မယ်လို့ထင်တဲ့သူကိုမဲပေးမှာပေါ့ခုဒါတော့ဆန်းစုကြည်ရှိနေတဲ့အချိန်တရားသဘောအရမရှိတော့တဲ့အချိန်ဆိုတာလေကြုံအောင်ပါပဲလေသက်ဆိုင်ရာပါတီတွေကသက်ဆိုင်ရာအလုပ်တွေကိုလုပ်ပါလိမ့်မယ်ကျွန်တော်တို့အားလုံးဟာနေရာဌာနအသီးသီးမှာ professional စံတဲ့သူတွေဖြစ်ဖို့လိုပါတယ် engineer ကတကယ် engineer ဖြစ်နေဖို့လိုပါတယ်ဆရာဝန်ကတကယ်ဆရာဝန်ဖြစ်နေဖို့လိုပါတယ်ပထဝီသမားကတကယ်ပထဝီကိုကျွမ်းကျင်တဲ့သူဖြစ်နေဖို့လိုပါတယ်တမိုင်းသမားကတမိုင်းကိုတကယ်ကိုထုံးလို့ချေရေလိုနှောက်နိုင်တဲ့တိုင်းပြည်ရဲ့အနာဂတ်ကိုမျှော်တွေးနိုင်တဲ့တမိုင်းပညာရှင်ဖြစ်နေဖို့လိုပါတယ်မြန်မာစာသမားကတိုင်းပြည်ရဲ့ယဉ်ကျေးမှုနဲ့တိုင်းပြည်ရဲ့နှလုံးသားကိုကောင်းကောင်းထိန်းသိမ်းနိုင်ဖို့လမ်းညွှန်နိုင်ဖို့လိုပါတယ်နေရာဌာနအသီးသီးကသူတွေဟာကိုတာဝန်ကိုကြေအောင်ထားနိုင်ကြမယ်ဆိုရင်စေတနာဆိုတဲ့စကားလုံးကိုခဏဖယ်ထားလို့ရပါတယ်ကျွန်တော်တို့ကစကားပြောတဲ့အခါမှာစေတနာနဲ့လုပ်ပေးလိုက်တာဒါကတော့ဘယ်သူမို့လို့ဒါကတော့ဘဝမို့လို့တကယ်တမ်း professional ပြီးတိုင်းစေတနာဆိုတဲ့စကားလုံးထည့်ပြောစရာကိုမလိုဘူးဟာဒီသမင်းဆိုင်လာစားလာသမင်းလေးကစားလို့ကောင်းလိုက်တာမလိုပါဘူးသမင်းဆိုတော့ကောင်းအောင်ရောင်းအောင်ပါကောင်းအောင်ရောင်းပြီးသားကောင်းအောင်ရောင်းမဲ့ scale ဟာ design scale ပဲဟာဒီဟိုတယ်မှာတက်ရတာစိတ်ကိုချမ်းသာနေတာပဲโอเคအဲ့လိုဖြစ်နေအောင်ကိုလုပ်ထားတာပေးရတဲ့ပတ်စံနဲ့တောင်းအောင်အစားရှိသဖြင့်အဲ့ဒီ professional ပညာရှင်စံတဲ့စိတ်ပညာနဲ့အတမွေးဝမ်းကြောင်းပြုမှဆိုတဲ့စိတ်ကျွန်တော်တို့အားလုံးဖွံ့ဖြိုးဖို့လိုပါတယ်ဒါကြောင့်ဝမ်းနည်းစရာစကားကြီးကိုကျွန်တော်အကြာကြီးမပြောချင်ပါဘူးကျွန်တော်တို့ဆိုင်ကယ်လေးတစ်စင်းမလုတ်တတ်တာနဲ့
ကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံရဲ့အခြေအနေကိုကျွန်တော်ညီများကျွန်တော်နှမများရိပ်မိအောင်သာကျွန်တော်ပြောခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီပညာကြောင့်ဆုံးရှုံးသွားတယ်ပညာကြောင့်ပဲကျွန်တော်တို့ကပြန်ပြီးတက်လှမ်းနိုင်လိမ့်မယ်စာပေကြောင့်ရေချိန်နှိမ့်သွားတယ်စာပေကြောင့်ပဲရေချိန်မြင့်အောင်ပြန်လုပ်ရလိမ့်မယ်ကိုယ်ွယ်ယုံကြည်ရာဘာသာတရားရှိတယ်အသီးသီးကျွန်တော်ကတော့ဗုဒ္ဓဘာသာပါအခြားသောဘာသာဝင်တွေပါခဲ့ရင်ကျွန်တော်လေးစားပါတယ်တန်တူတန်ဖိုးထားပါတယ်ချစ်ချစ်ခင်ခင်ရှိပါတယ်ကျွန်တော်ကတော့ဖြင့်ဗုဒ္ဓရဲ့ဓမ္မကိုယုံကြည်တဲ့သူတစ်ယောက်ဖြစ်ပါတယ်တတိယအချက်အနေနဲ့ကိုယ်ွယ်ယုံကြည်ရာတရားဓမ္မအပေါ်မှာအာယုံစူးစိုက်မယ်ဆိုရင်လေဒီတိုင်းပြည်ကကောင်းနိုင်စရာအကြောင်းရှိတယ်၃ချက်ကြာဆင်းသွားတဲ့ပညာရေးကိုပြန်လည်မြင့်တင်မယ်ကြာဆင်းသွားတဲ့စာပေအမှုပညာကိုပြန်လည်မြင့်တင်မယ်ကြာဆင်းနေတဲ့ကိုယ်ွယ်ယုံကြည်ရာဘာသာတရားကိုလည်းမီယိုးဖလာအဆင့်ထက်ကြော်အောင်ကျွန်တော်တို့စဉ်းစားတဲ့သောတော်ကရွှေချောင်းပြောင်ပြောင်ဝင်းခေါင်ခေါင်ဆိုတဲ့စကားလေးနဲ့ဆက်လို့ဘာသာတရားအပေါ်မှာကျွန်တော်ညီများကျွန်တော်နှမများသိတယ်ပါတယ်အသက်က45နှစ်အင်္ဂါသားရွှေကုံဖျားကိုရွှေကုံဖျားပေါ်တက်လက်ရရည်တပတ်ပတ်45နှစ်ဆိုတော့ဖျားကို45ခွက်လောင်းကိုကတော့ချမ်းလို့ရေမချိုးခဲ့ဘူးဖျားကြတော့45ခွက်လောင်းနေတာဖျားသာတက်ရှိဆိုရင်နမိုနီးယားဖြစ်တယ်အတီတွေပဲဘာကြီးရချက်နဲ့လောင်းတာလဲအစိုးဘက်ကကြီးပဲမပြောပါဘူးတရားဝါတွေငြိမ်းချမ်းကြပါစေအေးချမ်းကြပါစေခொနည်းသားသမီးတွေတို့မို့ကိုတိတ်မုန်းနေတဲ့သူကိုသေးစေခြင်းနေတဲ့သူတို့ဒီနေရာမှာဖျားနေရာမှာအစားထိုးပြီးတော့ငါလောင်းလိုက်တဲ့ရေလေးကသူငြိမ်းချမ်းပါစေကိုချစ်တဲ့သူယောဂဗျာဖြစ်နေကင်းရှင်းပါစေဒါဆိုရင်အဓိပ္ပာယ်ရှိတယ်45ခွက်ကအလဟတ်တမဖြစ်ဘူးအမေချမ်းပါပါစေအဖေချမ်းပါပါစေဒေါအောင်ဆန်းစုကြည်ချမ်းပါပါစေအဓိပ္ပာယ်ရှိတယ်ဒီ45ခွက်ဟာ45ခုတော့ဟာကိုရည်မှန်းမယ်ဆိုရင်တော့မဆိုးဘူးအလဟတ်တော့ဖြစ်เสียအကြောင်းမရှိဘူးအဲ့လိုမဟုတ်ဘူးကိုက45နှစ်ပြည့်တဲ့အတွက်ဆိုရင်တော့ဖះနမိုနီးယားဖြစ်အောင်ပဲရှိမယ်ပြီးရင်လက်ကိုလေးချီမယ်အမွှေးတိုင်လေးနဲ့ပူဇော်မယ်ညီတို့နှမတို့အမွှေးတိုင်လေးကိုထွန်းပြီးတော့ကိုနှာခေါင်းအောက်မှာကို10မိနစ်လောက်ထားကြည့်ပါနေနိုင်လားလို့10မိနစ်နေနိုင်ရင်နေနိုင်လားနေကြည့်ပါ10မိနစ်လောက်ကိုနှာခေါင်းအောက်မှာကိုထားပြီးနေကြည့်အဲ့လိုနေနိုင်ရင်ဖះကိုသွားပြီးတော့ဒုက္ခပေးအမွှေးတိုင်လုပ်ငန်းနဲ့အသက်မွေးတဲ့သူတွေပါရင်ခွန့်လွတ်ပါခွင့်လို့ပေးပါအမှုတိုင်းလုပ်ငန်းမရှိတယ်မို့စဉ်းစားတဲ့နဲ့မရှိသင့်မှုဆိုတဲ့စကားကိုပြန်ပြင်ပြစေသူများတမန်တော်လုပ်တဲ့ကိစ္စကြီးကိုကျွန်တော်အခက်ပြက်ပြက်ကြီးမရှိသင့်ဘူးလို့ပြောတဲ့အခါကျတော့အစားထိုးတဲ့နဲ့အဲ့ဒီအမှုတိုင်းလုပ်ငန်းလုပ်တဲ့အတွက်ရွာမှာရှိတဲ့မကြီးပင်တွေကိုပင်တွေပုတ်ပြက်ဝဲတယ်ထိုင်းပင်တပင်တော့9000နဲ့ရောင်းတယ်ဗျာsorry 9000နဲ့ရောင်းတယ်ဗျာအားလုံးသိပါတယ်ထိုင်းပင်လေအဲ့ဒါကိုတရုတ်ကအဲ့ထမ်းတွေကိုခွဲချမ်းစိတ်ပြပြီးလှလှပပပရိဘောကလောက်လိုက်တော့သိငယ်စိတ်တယ်ရှုံးပြီနော်ကျွန်တော်တို့တော်တော်ရှုံးပြီခုနစကားလေးကိုပဲနာကျင်သွားမှဆိုလို့ပြန်ပြင်ပြစေတတိယတော့အမွှေးတိုင်လုပ်ငန်းရှင်တွေများပါခဲ့ရင်အဲ့ဒီအမွှေးတိုင်လုပ်ငန်းကြောင့်တစ်ပင်တွေကိုလိုက်ဝယ်တော့မကြီးပင်တွေကိုပင်တွေအမုံချစ်ပြီးတော့ထဲ့တယ်ဗျာနန်တဖြူဆိုပြီးတော့ရောင်းတယ်ကရမက်ဆိုပြီးရောင်းတယ်တကယ်ထဲ့နိုင်လို့လားနန်တဖြူတွေကရမက်တွေကြီးပဲတကယ်လုံနိုင်လို့လားဗျာမလုံနိုင်ပါဘူးမလုံနိုင်ပါဘူးဒါကြောင့်မလို့တခါမှမဖြစ်ဘူးတဲ့ရေကြီးတာတွေငလင်းတောက်ခတ်တာတွေမုံတိုင်းတိုက်တာတွေကျွန်တော်တို့အများကြီးကြုံရပြီမလားအရင်တော့တခါမှမကြုံဘူးတဲ့သဘာဝဘေးအန္တရာယ်တွေအခုကျွန်တော်တို့ကြုံနေရပြီလေနော်ခုနနာကျင်သွားမှာဆိုလို့အမွှေးတိုင်းလုပ်ငန်းရှင်တွေကိုကျွန်တော်ပြန်ပြီးတော့ဒီမှာ request လုပ်ပါတယ်နော်နည်းနည်းလေးစဉ်းစားပါဘယ်နည်းနဲ့အစားထိုးမလဲတေချာတာကတော့အဲ့အနက်နေကျွန်တော်မခံနိုင်ဘူးချင်းစေးကွေကထွက်တဲ့ toxic ကြောင့်အဆိပ်ကြောင့်အဆုတ်ကင်ဆာယောဂဖြစ်တယ်လို့အကုန်လုံးကညွန်ပြနေပြီနော်ဒါသူများစီးပွားရေးကိုတုံးနဲ့ထိုးတဲ့သဘောမျိုးတော့ဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တို့စဉ်းစားဆင်ခြင်တဲ့အရာထွန်းကြတယ်ပေါ့ဗျာကိုခံနိုင်လို့လားကိုတော့မခံနိုင်ဘူးသူများကြတော့သွားလှုပ်တယ်ဗုဒ္ဓရဲ့ဓမ္မဟာကိုချင်းစာတရားကိုဦးစားပေးတဲ့အကြောင်းချင်းရာတွေဖြစ်ပါတယ်သူများကိုစာနာတတ်ဖို့ညှာတာတတ်ဖို့သူများအတွက်ကိုစဉ်းစားပေးတာပါအတက်ပြန်သုံးတိုင်းကျွန်တော်တို့ရဲ့ဘာသာတရားဟာတခြားသောဘာသာဝင်တွေပိုင်းခွင့်လွှတ်ပေးနော်ကျွန်တော်ပြောတဲ့စကားထဲမှာမကောင်းတဲ့စကားမပါပါဘူးကျွန်တော်တို့ဘာသာတရားရဲ့အဓိကချက်ကသူများကိုတွေးပေးတာသူများအတွက်တွေးပေးတာကံ၅ပါးအနေစာကြည့်မလိန်နဲ့မတတ်နဲ့မခိုးနဲ့
အရက်မတောက်နဲ့သူများအတွက်ကိုတွေးပြတာနော်ဖြစ်လာနိုင်တဲ့အရာတွေကိုကိုချင်းစာနာမှုကိုဖော်ညွှန်းတဲ့စိတ်ပိုင်းဆိုင်ရာဖြစ်ပါတယ်ကျွန်တော်တို့လေးလေးနက်နက်နားလည်ဖို့ကောင်းတယ်လေးလေးနက်နက်နားလည်ရင်အခုဆောင်ရွက်နေတဲ့ကိစ္စရပ်တွေကိုစိုးနေတဲ့ကိစ္စရပ်တွေလည်းနည်းသွားမယ်ကောင်းတဲ့ကိစ္စတွေလည်းပုံများလာနိုင်တယ်ဘာသာတရားဥစ္စာတကယ်နားလည်ဒါပေမဲ့လူတွေကနားမလည်ကြဘူးတော်တော်များများကျွန်တော်လူကြီးများခွင့်လွှတ်ပေးပါဆရာဆရာမများခွင့်လွှတ်ပေးပါကျွန်တော်ကလေးတွေကိုရည်ရွယ်ပြီးပြောနေတာဖြစ်ပါတယ်ဟာဘုံကထိန်တယောက်ကလုံးပြောနေတာပဲဘုံကထိန်ကြုံတော့ကြုံခဲ့နော်ကထိန်သင်္ကန်းကတိနာအင်မတန်မှလှူခဲရတဲ့သင်္ကန်းအချိုးကြီးတဲ့သင်္ကန်းဒါပေမဲ့ကျွန်တော်တို့ကဘုံကထိန်ဘယ်လိုလုပ်နေလဲတီးဝိုင်းတီးတဲ့ကောင်လည်းမူးလို့ကားတဲ့ကောင်လည်းမူးလို့ပရိသတ်မထားတဲ့ကောင်လည်းမူးလို့ဘုံကထိန်ကဝီစကီကထိန်ဖြစ်နေတယ်အကုန်မူးနေတာမော်ဘီတိုက်ကြီးအဲ့ဒီဘက်အဲ့ဒီဘုံကထိန်ကာလရောက်ရင်ကျွန်တော်တို့သတိရပါခင်ဗျားကအနည်းဆုံး2နာရီပိတ်မိစေရမယ်လမ်းပေါ်မှာကိုပိတ်ပြီးရထားတာပွမ်ပွမ်မရဲတရဲလေးပွမ်ပွမ်တီးလိုက်ကြည့်တဲ့သူကအဲ့ဒီခုနဒီအလှနဲ့ပတ်သက်လို့တာဝန်ရှိတဲ့လူပေါ့ဗျာလက်ပတ်အနီပါညာနဲ့လူကကြည့်တဲ့ပုံစံကဒီမှာငါတို့နိဗ္ဗာန်ကိုရောက်မဲ့အလှဌာနအကြီးကြီးကိုဆောင်းနေတယ်မင်းအာကုသိုလ်ကောင်းလားဆိုတော့မျက်တောင်းနဲ့မကြည့်ရင်ကံကောင်းကြည့်မဲ့ကြည့်ရမင်းပါကောင်းလေဒီမှာငါတို့တိတ်ကိုအရေးကြီးတဲ့ဘာသာတရားအတွက်တိတ်ကိုအထုံးမြတ်ဖြစ်တဲ့လုပ်ငန်းကြီးကိုဆောင်းရနေတယ်မင်းပါဖြစ်နေရထားလိုက်ဆိုင်ရလမ်းပိတ်ထားတယ်သူယုံကြည်တာသူလုပ်လေလမ်းတော့မပိတ်နဲ့လေ2နာရီလောက်ကြာမယ်နော်အနည်းဆုံးမော်ဘီမှာနီးပညာတက္ကသိုလ်ရှိပါတယ်ဆိုတော့ဘုံကလေးမှာအလုံးမူးနေတယ်ဝီစကီကထိန်ဖြစ်နေတယ်အဲ့တော့ကျွန်တော်ကရင်းနှီးတဲ့ဆရာတော်တွေတန်ခါတော်တွေပြောတယ်ကျောင်းဘဝကနေရိုက်လွတ်ပါဗျာလို့မူးနေတဲ့ကောင်ကုန်ရိုက်လွတ်လို့ဘုန်းကြီးကလည်းခပ်ပြုံးပြုံးမဲ့ပြန်ဖြေပါအဲ့ဒါဆိုရင်တော့အလှငွေကအလှကဘာမှရမှာမဟုတ်တော့ဘူးတကားကြီးတဲ့အလှရှင်ကစပြီးတော့ဟိုအောက်ဆုံးတွေအကုန်မူးနေကြတာတဲ့နောက်ထပ်ပြောတဲ့စကားလေးတစ်ခုရှိပါသေးတယ်အဲ့ဒါလေးတော့ခြံထားလိုက်ပါမယ်မသိတော့လို့မူးနေတာအကုန်မူးနေတာဆိုတော့ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာစေတနာတွေကနှစ်ကျိတ်ရှစ်စုလှဲ့တယ်သိတယ်နော်ညီတို့နှမတို့နှစ်ကျိတ်ရှစ်စုလှဲ့အဲ့နှစ်ကျိတ်ရှစ်စုမှာပထမဆုံးအဲ့ဒီကားပေါ်မှာတေးသေးချာတတ်တရတင်ထားတယ်ဒီကိုတော်မြတ်ကြီးကြွလာဖို့အတွက်ရှေ့မှာ sound box အကြီးနဲ့အပြိုင်ဆိုင်တော့အရန်ကောင်းတဲ့ sound box တွေနဲ့ပြီးရင်အဲ့ဒီကိုတော်မြတ်ကြီးရဲ့တူညီဝတ်စုံတဲ့မိန်းကလေးတွေအလူခံတဲ့အဖွဲ့မိန်းကလေးရောက်20လောက်ပြီးရင်အဲ့ဒီမိန်းကလေးရောက်20ကိုနောက်ကကြက်ဖာကြီးရစ်တယ်လို့လိုက်ရင်းမဲ့ကောင်တွေမူးယူနေတဲ့ကောင်တွေဖဏခါကြထိုးထားတဲ့ကောင်တွေတစင်းတွဲကားနဲ့ဖခင်အနောက်မှာရှေ့က sound box ကားနဲ့ဆင်းတွဲဖခင်ကနှစ်ကျိတ်ရှစ်စုနော်28ပါပထမဦးဆုံးကိုတော်ကြီးကချမ်းရဲ့တကယ်ဆိုအချစ်ပဲလိုတယ်နဲ့ကြွလာဒုတိယကိုတော်ကကတ်ကြွတဲ့အခါမှာဒီတိုင်းတော့မဖြစ်ဘူးသူ့လည်းစိတ်ဝင်စားဖို့လိုတဲ့ခါကျတော့ဝမ်းစုခိုင်သိရင်မက်လောက်ဆရာတကွက်မှမရှိနဲ့လားအဲ့ဒီမှာတတိယကိုတော်စဉ်းစားတယ်မဖြစ်ဘူးဒီကောင်လေးကြော်ဖို့တော့ငါနီနီလေးကိုအားကိုးမှဖြစ်မယ်ဆိုပြီးတော့ဂယ်ပဲနဲ့လားပါတိပဲရှိတယ်နိစ္စဂီတဝါဒိတတနခါပါမှလိမ့်ကြံဉာဏ်ကိုရှောင်ကြပါတယ်ဂီတကိုရှောင်ကြပါတယ်အေဂျန်စိတ်ငြိမ်တဲ့နေရာမှာစောက်တည်နေထိုင်ပါမယ်ပြန်စဉ်းစားကြည့်ပါဦးဒါကြီးတွေကိုကြီးတက်ဆူဆူနေနေအကုန်လုံးလည်းမူးနေတယ်ဆောတော့ပြောတဲ့ဘောမန္တနာအခုတော်တော်စိုးစိုးဝါးမြင်ရပါပြီစွန်းသိန်းအောင်ပွဲဆိုပြီးတော့ကိုလုံးကိုပေါ့ခတ်တောင်းတောင်းတဲ့အမျိုးသမီးတယောက်ကအတွင်းကံပေါင်းမှုလေးနဲ့ကားပေါ်မှာကနေပါတယ်ရှေ့ကတယောက်ကအော်နေပါတယ်ခုလိုအောင်မြင်စွန်းသိန်းအောင်ပွဲကြီးကိုအောင်မြင်အောင်ခုလိုဝိုင်းဝန်းဆောင်ရတဲ့ကျေးဇူးတင်တဲ့ကြောင့်ဟိုမျိုးသမီးက disco dance နဲ့ကနေတယ်အပေါ်ကတော့လုံနေအောက်ကတော့အတွင်းကံလေးနဲ့ night club ထဲမှာဝေ့ရမယ်ပုံစံမျိုးဘာတွေလုပ်နေကြတာလဲဘလို့တွေနားလည်နေကြတာလဲကျွန်တော်တိုင်းပြည်ရဲ့အနာဂတ်ကဘာလဲလူတွေအဲ့လောက်ထိယိုယွင်းကုန်ပြီလားဒါကတော့စာပေအနုပညာနဲ့ဆိုင်တဲ့အပိုင်းဖြစ်ပါတယ်တကယ်တော့ကျောင်းမှာသင်ပေးလိုက်တဲ့ပညာရင်ဒီစာပေကတွန်းရဲ့ကျွန်တော်တို့သွားရမှာဒါပေမဲ့ကျွန်တော်တို့နိုင်ငံဟာစင်ရတော်ပါတဲ့နိုင်ငံဖြစ်တယ်လိုအပ်ချက်တွေရှိတဲ့နိုင်ငံဖြစ်တဲ့အခါကျတော့ကျွန်တော်မှာအားနည်းချက်တွေရှိတယ်အဲ့တော့ကျွန်တော်တို့ကအားကစားမှလည်းမအောင်မြင်စီးပွားရေးမှလည်းမအောင်မြင်ဘာသာရေးကြလည်းရှင်းရှင်းလင်းလင်းမသိပညာကြတော့လည်းဟိုမရောက်ဒီမရောက်
ဒါကျွန်တော်တို့ဘာသိလဲဘာကျွမ်းတယ်လဲကျွန်တော်အတင်းပြောတဲ့နေရာမှာကျွမ်းတယ်မနာလိုဝင်တိုအိတ်တာမစ္စရိယဖြစ်တဲ့နေရာမှာကျွမ်းတယ် Facebook ပေါ်မှာကြည့်လိုက်တနေ့ကုန်ထိုင်ဆဲနေတာကျွန်တော်အမေတော့ဆုံးပါပြီဗျာအောက်ကဟာဟာတဲ့အနားမလဲဘူးအမေဆုံးပြီကိုဘာလို့ဟာဟာပေးတာလဲဒါတွေကရေးတော့မကြည့်ပါဘူးဒါပေမဲ့သူများအမေဆုံးတာလေဟာဟာတဲ့မနေနိုင်တဲ့တယောက်ကပြောတယ်ခမများဗျာတဲ့သူများအမေဆုံးတာကြီးကိုဟာဟာတော့မလုပ်သင့်ပါဘူးဗျာလို့ပြောတဲ့ချိန်မှာသူကမင်းမလိုက်သေးလိုက်တဲ့သူ့အမေကငါအမေမဟုတ်ဘူးတဲ့ဟာအဆဲတွေပါတယ်နော်ယောက်ျားချင်းအောင်ပြောမထွက်တဲ့အဆဲတွေပါကျုပ်ဘာတွေဖြစ်ကုန်ပြီလဲဗျာစိတ်ပျက်စရာကောင်းတဲ့ခြေနေနော်အဲ့တော့ကျွန်တော်ရဲ့လေးနက်မှုတွေကိုတိဆောက်ဖို့လိုပါလိမ့်မယ်ဒါလေးတွေကကျွန်တော်ညီတွေကျွန်တော်နှမတွေကိုခုလိုဇုံလိုက်တွေ့တော့မှသိစေချင်လို့ကျောင်းသူကျောင်းသားတွေဆိုတော့ကြိုက်ထီးရိုးတော့ဟောလို့သွားတာပေါ့ပကံကြောင်ဦးလို့သွားတာပေါ့ကျွန်တော်လည်းသွားခဲ့တာပဲကျွန်တော်အခုအိမ်အောင်ပဲဖြစ်နေတဲ့ဇနီးတဲ့အဲ့တော့ချစ်သူပေါ့ဒုတိယနှစ်ကျောင်းသားဘွားအဖေမပေးသေးဘူးကြိုက်ထီးရိုးသွားတော့ဘယ်ရမလဲကြိုက်ထီးရိုးမှာရမ်းအေးတာအရမ်းအေးတာနဲ့အဖေမပေးတာနဲ့ဘာဆိုင်လဲအရမ်းအေးတာကြိုက်ထီးရိုးမှာအရမ်းအေးတော့သူအနှွေးတွေဝတ်တယ်ဒါပေမဲ့မရဘူးလေချမ်းသာနှလုံးသားထဲထိရောက်တဲ့ကိစ္စမင်းကလေးဆိုတော့သူတောက်လို့စားလို့လည်းမရဘူးလေကြိုက်ထီးရိုးတောက်ဆရာစားဆရာလည်းမရှိဘူးလေဘယ်လိုလုပ်မလဲနောက်ဆုံးတော့သူကျွန်တော်ရင်ခွင်ကလွဲပြီးရွေးစရာမှမရှိတာအခုသားနှစ်ယောက်ရဲ့မိခင်ကျွန်တော်လည်းသွားခဲ့ပါတယ်ခင်ဗျားတို့လည်းသွားမှာပါသွားပေါ့ကျွန်တော်တော်ဝိုက်ပြီးဝန်ခံတာသူ့ထမိန်တုပ်ကိုကျွန်တော်ဟာလွန်ခဲ့တဲ့နှစ်အစိတ်လောက်ကလေးကထမ်းခဲ့တဲ့ကောင်ပါလို့ပြောချင်တာပါရုံးမြေကြပေါ့နော်အခုလည်းထမ်းနေရတာပါပဲကြိုက်ထီးကိုသွားတယ်ပြောကြတယ်ရက်ကွက်ထဲမှာကုမ္ပဏီတွေမှာအားလုံးဟာကြိုက်ထီးကိုသွားမယ်မနစ်ကတစ်ခေါက်ရောက်ပြီဒီနေ့ဒုတိယခေါက်အေးပြောစရာကြီးနော်နောက်နေ့လည်းသွားအောင်မယ်သုံးခေါက်မြောက်ဟဲ့သွားလိုက်လားဘာဖြစ်လို့လဲအိုးဆရာလဲကြိုက်ထီးရိုးကို3နှစ်ဇက်တိုက်သွားရင်အရာရာအောင်မြင်တယ်ဆရာရဲ့စီးပွားတိုးတယ်တဲ့တပည့်တို့လာစားတွေပါလေတိုးမှာဗောဆရာရဲ့မနေနိုင်မှုဒီပါဇက်ကပြောမိတယ်အဲ့ဒီရသေ့တောင်မှာထမ်းနေတဲ့အထမ်းသမားတွေကနှစ်30ရှိပြီလို့နင်တို့က3နှစ်တက်ရင်စီးပွားဖြစ်တယ်ဆိုရင်အဲ့ဒီကောင်တွေကနင်တို့ရဲ့10စားလို့ခုချိန်ထိမွဲနေတော့လို့ငါအင်တာဗျူးလုပ်ခဲ့တော့အောင်ဖြေတယ်လို့ဆရာအရင်နှစ်တွေလောက်ထားမကောင်းဘူးဒီကောင်တွေစီးပွားမတိုးတဲ့ပြင်စီးပွားကြအောင်နေသေးတယ်လို့ဖះဖူးတာ business mind နဲ့မဖူးပါနဲ့ဗျာဖះရဲ့ဂုံတော်လေးတင်ချင်းနဲ့ကဘာတသိန်းကြင့်ကြံအားထုတ်ခဲ့တဲ့ဖះရဲ့ဂုံတော်ကိုအာယုံပြုတ်ပြီးဖူးပါအရဟံလောက်စဉ်းစားရင်တော့ဒိဗ္ဗေရှိပါတယ်စိတ်ကြွယ်ရနိုင်ပဲမကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားကျွန်တော်တို့ကစိတ်ကြွယ်ရရောက်ရင်မဟုတ်တာလှုပ်ချင်တယ်မြတ်စွာဘုရားရဲ့ဒီအရဟံဂုံတော်ထဲမှာသိကောင်းတာစိတ်ကြွယ်ရနိုင်ပဲမကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားဘယ်သူသိမသိသူကိုသူသိတယ်မလုပ်ဘူးပူဇော်ကိုးကွယ်မှုကိုခံယူတော်မူတိုက်သောရှင်ဘုရားအရဟံလောက်တည်ရင်ကိုမစိုးဘူးနော်ကျွန်တော်အကြိုက်ဆုံးတော့စောစောပြောတယ်စိတ်ကြွယ်ရနိုင်ပဲမကောင်းမှုကိုပြုလို့မမူသောမြတ်စွာဘုရားဆိုတဲ့အချက်အဲ့တော့ဘုရားကိုဈေးတွက်တွက်ပြီးမဖူးပါနဲ့စီဝိုင်းလုပ်ငန်းရှင်တွေကတော့ဈေးတွက်တွက်မှာနော်ဗကံကြောင်ဦးဆွဲတော့လေးစုကိုနေချင်းဖူးလို့ကတော့အိုးလူတွေကိုကြိတ်ကြိတ်တို့လေးစုတမန်တော်နဲ့ပြအောင်ဖူးရမှာ12နိုင်မကြောခင်အဲ့တော့ကျွန်တော်ကပြောရတယ်ကားလည်းစီးရမယ်လှေလည်းစီးရမယ်တောင်ပေါ်လည်းတက်ရမယ်မြစ်ကိုလည်းဖြတ်ရမယ်ကာလနာလည်းတိုက်ကုန်ကြပါဦးမယ်ဟဲ့လို့တဆူချင်းကိုအေးအေးဆေးဆေးဖူးပါလားလို့အားရှာလေလေးစုလုံးဖူးမှကိစ္စပြတ်မှာအေးအဲ့ဒီလေးစုလုံးကိုတမန်နဲ့ထဲနဲ့အဲ့လိုဖူးရင်စီဝါတိုးမယ်ဆိုတာသူတို့ခရီးသွားပို့ဆောင်ရေးအဖွဲ့စီဝါတိုးမယ်လို့ပြောတာနင်တို့ကနားမှမလဲပဲလို့ဒီတစ်ဖွဲ့ကိုတမန်နဲ့ထဲပို့လိုက်တော့တမန်နဲ့ထဲပတ်စံမရဘူးလားနောက်တစ်ဖွဲ့ကိုနောက်တမန်နဲ့ပို့တော့ပတ်စံမရဘူးလားသူတို့တော့စီဝါတိုးတယ်လေတိုက်ထီးရိုးကို3ခေါက်တိုက်ရင်စီဝါတိုးတယ်ဆိုတော့လေကားသမားတွေကပြောတာလေသူတို့တော့တိုးတယ်လေဒါအခြေခံလေးတွေပါနော်ဘယ်သွားမလို့လဲဖះဘူးသွားမလို့အော်ကြီးဟစ်တဲ့နဲ့ဆရာတော်ဖះများလဲခဏခဏမိတ်ပါတယ်နော်အော်ကိုယ့်အိမ်မှာဖះမရှိတာကြာနေတာပဲကိုယ့်အိမ်ကဖះမှာအာမနာအသေးဖွဲလေးတွေပေါ့ဒါလေးတွေကသို့တော့အသေးဖွဲဆိုတော့လည်းပဲအလေးအနက်နားမလဲရတော့ကြတယ်စွန်းသိန်းအောင်ပွဲဆိုတဲ့စကားကစလို့ဗျာဒါကျွန်တော်တို့ကစာရေးဆရာဆိုတော့မြန်မာသာသမားဆိုတော့ပြောရမှာပဲခင်ဗျာစွန်းနေကိုသိမ့်လိုက်တော့အဲ့ကိုတော်တွေကဘာသွားဖုံးပေးမှာဟုတ်လားအဲ့ဒီစွန်းနေသိမ့်လိုက်ရင်အဲ့ကိုတော်တွေကဘာသွားဖုံးပေးမလဲလို့စွန်းသိမ့်အောင်ပွဲသိမ့်ဆိုတဲ့စကားလုံးသုံးကိုမသုံးသင့်ဘူး
နော်စွန့်အလူအောင်ပွဲအထိန်အမှတ်တနည်းနည်းပေါ့ဗျာတခြားနည်းနဲ့တော့ကိုတော့ခတ်တည်းပဲစွန့်သိမ်းအောင်ပွဲဆိုအဲစွန့်နေသိမ်းလိုက်ရင်အဲ့ကိုတော်တွေကဘာဖုံးပေးမှာတော့လို့ဒီကာလနဲ့ဒီကာလအကြားမှာရှိတာစွန့်နေကိုသိမ်းလိုက်ပြီကဲနောက်တော့ထပ်ပြီးတော့မလူတော့ဘူးဆိုရင်ဘယ်နဲ့လုံးမလို့ဆိုတော့တိုင်းပြည်ကိုပြန်လဲပြီးတော့ပြင်ဆင်စရာအချက်၃ချက်ပါလို့ကျွန်တော်ပြောပါတယ်ပညာရေးရသစာပေလည်းကြာနေပါပြီပညာရေးကြာနေတယ်ပြန်မြင့်တင်ရမယ်စာပေကြာနေတယ်မြင့်တင်ရမယ်တတိယကတော့လူတိုင်းကိုကိုးကွယ်ယုံကြည်ရာဘာသာတရားနဲ့နိုင်ရှင်တဲ့အချက်နော်အဲ့တော့အခုကျွန်တော်စကားပြောတာတနားရီနီးပါးလောက်ရှိပြီကျွန်တော်ခွဲတန်းကတနားရီနဲ့15မိနစ်လောက်ရတာပေါ့နော်နောက်မှဆရာမောင်သားချိုလဲလာအောင်ပါစကားပြောတာအားရပါတယ်ဒီထက်တော့အများကြီးပြောချင်တာပေါ့နော်နောင်ကိုအကြံပေးခြင်းနဲ့ဟောပြောပွဲလဲလုပ်ပါဆွေးနွေးပွဲလေးအတွက်လည်းလုပ်စေခြင်းနဲ့ဒါကတော့ကျွန်တော်တို့အကြီးပြောတာကျောင်းသူကျောင်းသားတွေကပြန်ပြောတဲ့ဟာမျိုးကျွန်တော်ကြားခြင်းနဲ့ရုပ်တရက်ပြန်ဖြေရမယ်မေးခွန်းတွေနော်ဟာဘာလဲဆရာကကိုဘာမေးဖြေနိုင်တယ်ဆိုပြီးတော့စိန်ခေါ်လာလားမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးရိုးသားတဲ့စိတ်နဲ့ပြောတာသိရင်ဖြေမယ်မသိဘူးပေါ့ကျွန်တော်လည်းအကုန်လုံးတော့ပဲသိပါမလဲပဲတတ်ပါမလဲကျွန်တော်သိတာတတ်တာကျွန်တော်သိတယ်တတ်တယ်ဖြေမှာပေါ့ကျွန်တော်မသိတာမသိဘူးပြောရုံပေါ့ဘယ်သူတော့သိနိုင်တယ်ညွှန်မှာပေါ့ဒါပေမဲ့သိကြတာကစကားပြောလို့ကောင်းမှာပါဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့အသက်20အရွယ်နဲ့ကျွန်တော်တို့2ဆ3ဆရှိတဲ့အရွယ်ကျွန်တော်45ဆို2ဆကျော်ရှိတယ်ဆရာဦးသားကျော်60ဆိုရင်3ဆနီးပါးလောက်ရှိတယ်လောကအတွေ့အကြုံလူဘဝအတွေ့အကြုံကိုဒီလိုဖြတ်သန်းခဲ့တဲ့လူတွေအနေနဲ့စကားပြောလို့ကောင်းမှာကတော့သိကြပါတယ်နော်နောက်နှစ်တွေဆိုရင်ဟောပြောပွဲလဲဆက်ပြီးတော့လုပ်ပါဆွေးနွေးပွဲတွေကိုလည်းလုပ်စေချင်တယ်အဲ့တော့ကျွန်တော်အဓိကပြောတဲ့3ချက်မှာဒီတနားရီလောက်အတွင်းမှာပညာရေးကိုကျွန်တော်ပြောတယ်ကျွန်တော်တို့ဒီတိုင်းနေလို့မရဘူးအများကြီးလုပ်ရမယ်ဗိုလ်ချုပ်စကားနဲ့ပြောရင်ဗိုလ်ချုပ်ရဲ့မွေးနေ့ဆရာမောင်သားချိုလက်တိုင်အများကြီးပြောမှာပါနော်ကျွန်တော်2ယောက်ကထပ်နေရင်နားထောင်လို့မကောင်းပါဆိုလို့ဗိုလ်ချုပ်ကပြောခဲ့တဲ့စကားရှိတယ်ပြဲနေအောင်လုပ်နိုင်မှတန်ခါကြမယ်တဲ့ကျွန်တော်တကယ်လုပ်ရမှာနော်ပြဲနေအောင်အချိန်ကြီးကလုံးဝနောက်ကျသွားပြီအဲ့တော့ပညာရေးကိုကျွန်တော်တို့လုပ်ရမယ်နောက်တစ်ခုကရသစာပေအနုပညာကိုမခံစားတတ်တဲ့အတွက်တိုင်းပြည်ဒီလိုချင်းနေရောက်နေတာလဲတစ်ပိုင်းပါတယ်ပညာသင်တာကတော့ IQ ပေါ့ဗျာ intelligent quotient လို့ခေါ်တယ်အုံနောက်ပေါ့အနုပညာကတော့ EQ emotional quotient ခံစားမှုအရေးသွေး IQ ကောင်းရင်တော်မယ် EQ ပြည့်စုံရင်ကောင်းမယ်တော်လဲတော်ကောင်းလဲကောင်းမှလောကကြီးတွေသုံးဝင်တာဗျလောကကြီးမှာအကြောက်အဆုံးလူသားကတော့တော်ပြီးမကောင်းတဲ့လူတွေလောကမှာဒုက္ခအပေးနိုင်ဆုံးသူတွေသည်တော်ပြီးမကောင်းတဲ့သူတွေဟစ်တလာသိတော်တယ်နော်ဟစ်တလာသိတော်တယ်မကောင်းဘူးဂျူး6တန်းလောက်တတ်ပြတာပဲလေအော့စဝစ်အကျဉ်းစခန်းအကုန်တတ်ပြတာတော်တော့လူတော်ပဲဟစ်တလာဆွဲတဲ့ပကြီးကားတွေတော်တော်လက်ရမြောက်တယ်နော်ဟစ်တလာဆွဲတဲ့ပကြီးကားအနုပညာစိတ်လည်းရှိတယ်နော်စာလည်းအလွန်ဖတ်တယ်လို့သိရတယ်ဟစ်တလာညံလည်းတော်တော်ကောင်းတယ်နော်ဟောတယ်ပြောတဲ့နေရာမှာလည်းသူကဆရာသူ့ကိုသဘောတူလက်ခံအောင်ပြောတဲ့နေရာမှာတတ်ထားတဲ့ခုနပစ္စည်းကမျက်မှန်ပါညာဝုံတိုင်းပေါက်ခွဲဒါ action တွေပေါ့ဗျာမိုက်တယ်သူကအဲ့ဒီနည်းနဲ့သူ့ရဲ့ပါတီကအောင်မြင်တာအပြောဟောကလည်းကောင်းတယ်လို့ဆိုတဲ့လူတော်ကြီးတယောက်ပဲပြဿနာမကောင်းတာကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နိုင်ငံမှာလည်းတော်တဲ့သူတွေအများကြီးပဲကလွယ်အောင်ပြောမယ်ဗျာကဲဒီကနေ့ကျွန်တော်တို့ဒါရိုးပဲနားထောင်ပါเนาะကျွန်တော်လည်းရိုးပဲပြောတာကျွန်တော်နိုင်ငံမှာအဖွဲ့အစည်းကဒုက္ခရောက်နေတယ်လက်နဲ့ကင်ထားတဲ့တက်နဲ့ပြည်သူလူထုနဲ့ချားမှာနည်းနည်းလေးအခက်အခဲရှိတယ်တက်လာတဲ့ဒီမိုကရေစီဆိုးရနဲ့တက်နဲ့ချားမှာနည်းနည်းလေးအခက်အခဲရှိတယ်တက်ကလည်းသူ့အတူထင်ထားတာတတ်ရှိတယ်သူ့ကိုယ်သူမြင်ထားတာတတ်ရှိတယ်အခြေအနေကအဲ့တော့ဒီလိုတက်မှာဘူကျုပ်တယောက်ဖြစ်လောက်တဲ့အထိတက်လာတဲ့သူတွေသည်တာမန်တော့မဟုတ်ပါဘူးတော်ပါတယ်တော်လို့ပါအချမ်းမြင်ပြောရင်ဟုတ်တယ်နော်လက်ခံတယ်နော်ကျွန်တော်တို့တော်လို့ပါဒါပေမဲ့ကျွန်တော်ဆက်ပြောချင်တဲ့စကားပါလေသူတို့တော်ရုံမဲတော်တာမကောင်းဘူးမကောင်းကြဘူးလက်ခုပ်တရားပြောတာမျိုးမဟုတ်ပါဘူးမကောင်းကြဘူးဒီနေ့တိုင်းပြည်ရဲ့အခြေအနေကအတက်ပြောလိုက်ရင်ဘိုးချုပ်မူကြီးမင်းအောင်လှိုင်ရဲ့သဘောထားပေါ်မှာမူတည်တယ်နော်
ဖြစ်လာအောင်အကောင့်ထဲပေါ်ပေးနိုင်စွမ်းရှိတာကဒေါအောင်ဆန်းစုကြည်ဖြစ်ခွင့်ခလုတ်ကိုရက်စော်နိုးခလုတ်ကိုကင်ထားတာကကာကွယ်ဦးစီးချုပ်ကာကွယ်ဦးစီးချုပ်တယောက်တည်းပြောင်းယုံနဲ့ဒီနိုင်ငံပြောင်းတယ်ကျွန်တော်ရိုးရိုးပြောတာနော်ကာကွယ်ဦးစီးချုပ်ရဲ့အသက်ဟာကျွန်တော်ဦးကြီးသားချင်းအရွယ်ပါကျွန်တော်ရိုးသေးသေးပြောတာပါဘာမှမခံပြောတာမဟုတ်ဘူးသူတယောက်တည်းပြောင်းယုံနဲ့ဒီနိုင်ငံပြောင်းတယ်ဟုတ်ပါသလားကျွန်တော်ပြောတာလက်ခံနိုင်ပါသလားသူပြောင်းရင်ပြောင်းတယ်ဒီနိုင်ငံသူကလူတော်တယောက်ပဲထိုင်းမဲ့သူ့မှာခုနကပြောတဲ့တွယ်ညီးမှုတွေရှိမှာပေါ့နော်ကျွန်တော်ဒီចောင်းသားတွေဖြစ်တဲ့အတွက်ကျွန်တော်အများကြီးမပြောလို့ပါဘူးတခါတည်းကျွန်တော်နဲ့အစားထိုးပြီးတော့စဉ်းစားတယ်ငါးပါးကာကွယ်ဦးစီးချုပ်ဆိုရင်ကောင်းပါလို့ကျွန်တော်ဆိုရင်တော့ရှင်းတယ်အမကြီးကိုယ်တဲ့10နှစ်လောက်ကြီးတယ်လေဒေါအောင်ဆန်းစုကြည်ကကာကွယ်ဦးစီးချုပ်နဲ့တွေ့အမကြီးအမနဲ့ကျွန်တော်ကမောင်နှမပါဗျာတက်ကလည်းအမအဖေထူထောင်သွားတဲ့တက်ပါခုကဘာလည်းအမကိုအမမှာအမပါပဲပြည်သူလူထုကလည်းအမမှာအမပါပဲဒါပေမဲ့အမရဲ့ကျွန်တော်တို့တက်ကလည်းတက်မှာတက်ဖဲဆိုတာရှိတယ်အမရဲ့ချိန်နေလဲကြာပြီအမရဲ့တိုင်းပြည်လည်းကောင်းစေချင်တာပါပြီအဲ့တော့ကျွန်တော်တို့အလုပ်ကလေးလုပ်အောင်ဒါတွေအမမထိနဲ့ဒါတွေကနတ်နေကိုင်းနေအမဒါတွေမထိနဲ့ဒါတွေကိုကျွန်တော်လာရောလိုက်မယ်အမလူတွေအမထိန်းထားကျွန်တော်လူတွေလည်းကျွန်တော်ထိန်းထားမယ်ဖြစ်မလားအမတနားရီတော့မကြပါဘူးကြာတကယ်ညှိရင်ကျဲကျွေးတာကိုမြင်လိုက်တဲ့သူနဲ့မမြင်လိုက်တဲ့သူတစ်စက္ကန့်ပဲခြားတယ်အောင်မြင်မှုရတဲ့သူနဲ့ရှုံးနေသွားတဲ့သူတစ်စက္ကန့်ပဲခြားတယ်တန်းဝင်သွားတဲ့သူနဲ့ခြေချော်သွားတဲ့သူတစ်စက္ကန့်ပဲခြားတယ်ရှင်သန်နေစဲလူနဲ့ကွယ်လွန်သေဆုံးသွားတဲ့သူတစ်စက္ကန့်ပဲခြားတယ်အသေးငယ်ဆုံးယူနေရစက္ကန့်မို့လို့ကျွန်တော်စက္ကန့်ကိုပြောရတာလေဒီစက္ကန့်လေးပဲသွားနေတာမဟုတ်ဘူးလားဒီစက္ကန့်လေးသွားနေတာပြောင်းလဲခြင်းနဲ့မပြောင်းလဲခြင်းကြားမှာလည်းတစ်စက္ကန့်ပဲအမကြီးကျွန်တော်ဒါတွေတာဝန်ယူတယ်အမအားတွေအားလုံးတာဝန်ယူအမလူတွေအမထိန်းထားကျွန်တော်လူတွေကျွန်တော်ထိန်းထားမယ်အမရဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေတက်ကြီးပါပြီသူ့တော်အမရဲ့နတ်နေကိုင်းအနေနဲ့ထားလိုက်တော့သူလမ်းသူသွားပါလိမ့်မယ်အမရဲ့ဟုတ်တယ်လေသူလမ်းသူသွားမှာလေကိုလိုက်သွားလို့မရဘူးသူလမ်းသူသွားမှာအမရဲ့သူလမ်းသူသွားပါလိမ့်မယ်အေးပါငါမောင်ရဲ့အမလည်းအဲ့ဒါတွေဒုက္ခပေးဖို့စိတ်ကူးမရှိပါဘူးအမလည်းငကိုတွေကမေတ္တာသမားပါသိမခတ်ဘူးဒီအခြေအနေတွေကိုမြင်လို့ဆရာတော်တွေတန်ခါတွေတောင်ဝင်လာပြီးတော့တိုင်းပြည်အခြေအနေကိုပြောရတယ်အခုမုံဆွဲဆိုတဲ့ရုပ်ရှင်အရှင်စန္ဒာတိကရဲ့ဇလံဆရာတော်ရဲ့အစီအစဉ်နဲ့ရိုက်ခိုင်းတာရှားရတယ်နေတိုးတို့ကြော်ဘိုတို့မင်းသွေးလေးတည်သွားရှာပြီဖွေးမအေးတောင်းကောင်းတယ်ဇလံဘာလဲရွယ်ချက်ကအမုန်းနေနဲ့မဆွဲကြပါနဲ့ရပ်ပါတန်တရားတစ်ချောင်းလုံးအမုန်းနေနဲ့ဆွဲထားပြီဒါဆရာတော်ကမနေနိုင်လို့ဒါလေးရအဲ့ရှိမှရှိတယ်အရှင်စေကိန်းသားရဲ့ဘိသိက်ပြကြည့်ဘူးမှထင်တယ်ဘိသိက်ပြိုင်လေဇာသားကြီးစိန်တဟန်နဲ့တူတယ်နော်ဘိသိက်ပြိုင်အရှင်စေကိန်းသားရဲ့လိုင်းညွန်ချက်နဲ့ရိုက်တဲ့ဟာမာနတွေကိုပြိုင်မနေပါနဲ့ထားလိုက်ပါတူကိုတူဟိုចောင်းသားတွေဆိုတော့အင်္ဂလိပ်လိုပြောလို့လည်းရပါတယ် due respect mutual respect အပြန်အလှန်လေးစားမှုထားလိုက်ရင်အဆင်ပြေတယ်မင်းဘက်ကလည်းနည်းနည်း short မင်းဘက်ကလည်းနည်းနည်း short ဒါဆရာတော်တွေတန်ခါတော်တွေကမနေနိုင်လို့ဆရာတော်တန်ခါတော်စကားဝင်ပြောတာဟိုနိုင်ငံရေးစကားတွေမပြောဘူးလေသူတို့ကမေတ္တာလေးထားကြပါနော်စောစောကကျွန်တော်ပြောတဲ့အဓိပ္ပာယ်ဒီနိုင်ငံရဲ့အပြောင်းလဲဟာခုနကောင်းဖို့ဒီနှလုံးသားလေးကောင်းဖို့ဒါကြောင့်ဒီစာပေအမှုပညာနဲ့ပတ်သက်လို့ကျွန်တော်တို့ဒီစကားတွေပြောနေရတာဒီနှလုံးသားလေးတွေကိုပြုတ်ပြင်နိုင်ဖို့အဲ့ဒီနှလုံးသားကိုပြုတ်ပြင်ပေးနိုင်တာကနှစ်ခုပဲရှိမှာဘာသာတရားနဲ့စာပေနဲ့လူဟာအနုပညာနဲ့နီးခြင်းနီးမနီးရင်တရားဓမ္မနဲ့နီးကွယ်လွန်သွားတဲ့ကျွန်တော်တို့ရဲ့ညီငယ်ကြပြဆရာကိုရှားဝန်လာသားပါဒီကြောက်ကလမ်းပေါ်မှာပဲကွယ်လွန်သွားတာကိုရှားဆိုတာဒီကကျောင်းသားသမဂ္ဂကလေးတွေသိကြတယ်သူတို့ရင်းနှီးကြတယ်ကိုရှားရေးသွားပါတယ်ကျွန်တော်ကတော့ပြောတာပေါ့သူကတော့ရေးတာပေါ့လူဆိုတာတဲ့အနုပညာနဲ့နီးရင်နီးမနီးရင်တရားဓမ္မနဲ့နီးဖို့ကောင်းတယ်အခုတော့ကျွန်တော်တို့ကဘာဖြစ်နေလဲအနုပညာနဲ့လည်းမနီးဘူးတရားဓမ္မနဲ့လည်းဝေးတယ်ဘာသာတရားလည်းကောင်းကောင်းနားမလည်ဘူးကျွန်တော်တို့ကအနုပညာတော့လည်းခံစားနိုင်စွာမရှိဘူးအဲ့လူတွေကဘာဖြစ်လာလဲဆိုအကျမ်းတွေကြီးဖြစ်လာတကယ့်ကိုနော် roughly ပေါ့အစာချမ်းတွေပေါ့မချောမွေ့တဲ့သူတွေဖြစ်လာကျန်တဲ့တွေဖြစ်လာ
ချစ်သူကိုတန်ဖိုးထားရမယ်စာတက်ကိုရန်သွားခြင်းတဲ့စိတ်တွေပဲပေါ်နေဒီကတော့ချစ်သူကိုတန်ဖိုးထားရမှာဒါပေမဲ့စိတ်တွေကအဲ့ဒီနော် Valentine Day ဘာညာသွားဖို့ပဲစိတ်ကူးတွေကပေါ်နေအချစ်သူပေါ်မှာထားနိုင်တဲ့စိတ်နေစိတ်ထားတွေမရောက်လာလေတော့ကအပြန်ပန်းကျင်တဲ့ခီဘူးဆိုလို့မောင်ခူးကပေးမနဲ့တုံးစီကကြော့ဆုံးကိုမောင်မြင်တော့သူ့စပင်နှင်းစီပွင့်တွေနဲ့ဂုံတင့်တယ်လေဂုံတင့်တယ်လေတင့်တယ်ဂုံဝင့်တယ်လေဂုံတင့်မယ်လေမဟုတ်ဘူးတင့်တယ်တာတင့်တယ်တာကြော့ဆုံးကိုမောင်မြင်တော့သူ့စပင်နှင်းစီပွင့်တွေနဲ့သူ့မောင်ဆိုတာရမ်းကောင်းတာပေါ့ဗျာလေတော့ကပြန်ကျွန်တော်မဆိုတာဘူးခရီးဘူးလေးပန်ကျင်တယ်ဆိုလို့ဒါပေမဲ့ချစ်သူကိုကြည့်လိုက်တော့နှင်းစီပန်းနေတယ်သူ့ထက်ตาတဲ့တဆိုင်မင်းတို့ဝင်တကယ်ဖြစ်ပြက်နော်ဒါသူဇလန်းလေးရှိတယ်စာပေနဲ့ရင်းနေတဲ့သူတွေတော့သိမှာချစ်သူပေါ်မှာထားလိုက်တဲ့စိတ်ဒီဘက်ခေတ်လို့တွေ့မယ်ဆိုတော့ပြောတော့ကောင်းမငါတော့ခရီးဘူးလေးပါလေးနဲ့မသားမအခုတော့နှင်းစီပန်းနဲ့လာ Facebook ပေါ်လာတော့မှဒီဘက်ခေတ်ဆိုလို့ရှိရင်ဟမ်လာတော့မှ RS တွေပါတွေနော်မင်းများစုံစမ်းခြင်းသိခံမှာဒီကောင်မနဲ့ကျုံနေဒီနေ့တော့ဒါပဲပြတ်ပြီငယ်ကျုံငယ်နာတွေပြန်ဖို့နော်ဗီဒီယိုရိုက်ထားတာတွေပါတွေတင်လောက်ကုန်တော့မှာအရင်ဒီဘက်ခေတ်ဆိုလောက်တော့မှာပန်းကျင်တဲ့ခရီးဘူးဆိုလို့မောင်ခူးကပေးပန်းကျင်တဲ့ခရီးဘူးဆိုမောင်ခူးကပေးခုတော့ သူစပင်နှင်းစီပွင့်နေနဲ့ဂုံတင့်တယ်လေတင့်တယ်ပါလေကွာချစ်သူဟာကျင်းနေပါလေကွာငါလိုခရီးဘူးကိုထားခဲ့ပြီးမင်းနှင်းစီပွင့်ကိုရွေးသွားတာဝင်းတာတယ်ချစ်သူမင်းပြောပါစေမင်းပြောတာဟာငါပြောတာပါပဲအတိပ္ပယ်ကဆိုလိုတာကအနုပညာညှိုးလိုက်လားကွန့်လိုက်လားလို့ပဲပြောဗျာလူတွေရဲ့စိတ်ကိုအခုတော့လွန်ခဲ့တဲ့တပတ်နှစ်ပတ်ကပြတ်သွားတဲ့ရီးစားကရောက်လာတယ်အတွဲနဲ့တွေ့တယ်ဓာတ်နဲ့ဝင်ထိုးသွားတယ်အများကြီးပါခေတ်လူငယ်တွေဒါလေးဥပမာတွေအများကြီးပေးစာမလိုတော့ပါဘူးဟုတ်တယ်နော်လေကားတောင်လေးမှာစောင့်နေတယ်ဓာတ်နဲ့ထိုးသွားတယ်ပွဲချင်းပြီချစ်သူဟောင်းထားခဲ့လို့အစ်စ်နဲ့တွဲလို့ဒီစာပေအနုပညာတွေကပေးတဲ့ခံစားမှုတွေစိတ်ကောင်းနှလုံးကောင်းကိုပေးတယ်ချစ်သူကိုတင့်တယ်စေလိုတဲ့စိတ်မျိုးအဲ့တော့ကျွန်တော်လည်းတောင်းဆိုတဲ့လူငယ်လေးတွေရှိတယ်ဆရာက Valentine Day ကလည်းနီးပြီဆိုတော့ဆရာပြောနေကြစကားလေးပြောခဲ့ပါဦးနဲ့အဲ့ဒီခုနကတက်ခုခံကိစ္စပါပဲအဲ့တော့မိန်းကလေးတွေကိုကြည့်တော့ဟိုဘက်ကောဒီဘက်ကောအပေါ်မှာမြင်ရတယ်ကျွန်တော်သမီးများပေါ့ဗျာဘာလို့ကျွန်တော်မှဒုတိယနှစ်သားရှိပါတယ်သွားပဲဆိုင်ရာစိတ်တက်ကတူတက်နေတဲ့ဒုတိယနှစ်သားရှိပါတယ်ချွေးမများပေါ့ဗျာဆရာသားဘလို့ပုံစံလဲအများကြီးမစင်စားနဲ့ကျွန်တော်လိုပဲခန့်မယ်ခေတဲ့အရာ3လမ်းမှမြင်တယ်တော့ကျွန်တော်ထပ်3လမ်းမှမြင်တယ်တချင်းတွေပါလေကိုယ်တိုင်ရေးဆို YOU ဆိုတဲ့နာမည်နဲ့သူတို့ underground မှာလုပ်ကြပါတယ်ထားတော့အခုတော့သွားပဲဆိုင်ရာစိတ်တက်ကတူမှာဒုတိယနှစ်ဆိုတော့ကျွန်တော်သားသမီးအရွယ်ပါအခုမိန်းကလေးတွေကိုပြောချင်တာဆိုတော့ကျွန်တော်သမီးတွေအရွယ်ပေါ့ကျွန်တော်သားမှလည်းရည်စားရှိတယ်ခုနှစ်တန်းနေရာကြိုက်ခဲ့တဲ့ကောင်မလေးအခုသူတို့နဲ့ကျွန်တော်တို့မုံကျွေးတယ်ဆုံးမတယ်သမီးတိတ်အလိုမလိုက်နဲ့နော်သားတိတ်အနိုင်မယူနဲ့နော်ပတ်စံရှိတာမရှိတာဘာညာဖေးရတာတွေမစင်စားဘူးနော်ချမ်းမာရမယ်စိတ်ကောင်းနှလုံးကောင်းရှိရမယ်ဒါပဲနော်အဖေမင်းတို့ကြားမှာအဖေဘာမှဝင်မရှုပ်ဘူးကျွန်တော်ကလေးတွေကိုချစ်သူကိုတန်ဖိုးထားပါကျွန်တော်ဆုံးမပါလေနောက်ဒါကျွန်တော်သားသမီးချင်းကိုချင်းစာပြီးပြောတဲ့စကားကျွန်တော်ဘာပြောချင်လဲမိန်းကလေးတွေကိုကျွန်တော်သမီးလိုသဘောထားပြီးတော့ကျွန်တော်တခွန်းပဲပြောချင်တာသမီးတို့ရေမင်းတို့ကိုသိတ်ချစ်သိတ်တန်ဖိုးထားတဲ့အမျိုးသားတယောက်လောက်နဲ့မဆုံးကျင်ဘူးလားဆုံးကျင်သလားမဆုံးကျင်ဘူးလားကိုယ့်ရဲ့ချစ်သူဟာကိုယ့်ကိုအရန်တန်ဖိုးထားတဲ့အမျိုးသားတယောက်ဖြစ်စေခြင်းသလားမဖြစ်စေခြင်းဘူးလားဖြစ်စေခြင်းတဲ့လွယ်လွယ်လေးပဲခုနပြောတဲ့စကားကိုယ့်ကိုတကယ်မျက်နှိုးတကယ်တန်ဖိုးထားတဲ့ယောက်ျားကအလွယ်တကူတက်ခုခံသွားဖို့မခေါ်ဘူးရှင်းလေးပဲကိုယ့်ကိုတကယ်မျက်နှိုးတကယ်တန်ဖိုးထားတဲ့အမျိုးသားသည်အလွယ်တကူမခေါ်ဘူးနော်အလွယ်တကူဆိုတာခက်ခက်ခဲခဲရှိသေးလို့အလွယ်တကူလို့ပြောတာ
အလွယ်တကူမခေါ်ဘူးအလွယ်တကူခေါ်ပြီးဆိုရင်ကိုယ့်ဘက်ကနည်းနည်းစဉ်းစားဒီကောင်ငါစီကလိုချင်တာမေတ္တာလားငါရဲ့အသွေးအသားလားဒီကောင်ငါ့ကိုတကယ်ချစ်ခင်မြတ်နိုးတာလားကြောရယုံကြံချင်တာလားဒါကကိုယ့်အကိုစဉ်းစားရမှာတကယ်ချစ်လာတဲ့အမျိုးသားတယောက်ဟာမပန်းခင်မှာမချွေရဘူးအမြင့်ဆုံးမှာထားခြင်းနဲ့စိတ်ချစ်သူကိုတင့်တယ်စေလိုတဲ့စိတ်ဟာယောက်ျားကောင်းတိုင်းရဲ့စိတ်ထဲမှာရှိတယ်ကျန်တဲ့အခြေအနေတွေကတမျိုးနော်မိန်းကလေးကလည်းအသက်အစိတ်30လောက်ရောက်လာတယ်ယောက်ျားလေးကလည်းအသက်အစိတ်30လောက်ရောက်လာတယ်ဒါကျွန်တော်ရဲ့နားလည်မှုကိုရှင်းအောင်ပြောရမှာနှစ်ဖက်မိဘကလည်းဒီမိန်းကလေးကိုအားကိုးနေရတယ်ဒီဘက်မိဘကလည်းဒီယောက်ျားလေးကိုအားကိုးနေရတယ်အဲ့ဒီမှာသူတို့နှစ်ယောက်လက်ထပ်လိုက်လို့ရှိရင်အင်းကဖေကိုပြန်ကြံခဲ့မယ်အဲ့တော့တော်တော်နဲ့လက်မထနိုင်ကြဘူးဒါပေမဲ့နှစ်ယောက်အတူတူကထားပါတော့တက်ကတူကြောင်းသားဆိုတက်တယ်ပဲပြောလို့ရပါတယ် living together နေတယ်နားလည်ပြီးလို့ရသေးတယ်နော်မိဘတွေရှိတဲ့ခါကျတော့အရွယ်ရသွားပြီ30 35အချိန်နေရလူချင်းမိဘတွေဦးစားပေးနေရတာဖြစ်တဲ့အတွက်သဘောတစ်ခုကအခုဒီအရွယ်လေးနဲ့ဒီ19 20အရွယ်လေးနဲ့ဘာမှညာမှမသေးကြတဲ့ဟာနေနဲ့စိတ်အလိုကိုလိုက်ပြီးဒါဆိုရင်တော့ဒါအချစ်စစ်အချစ်မှန်တမိုးထားတဲ့တင့်တယ်စီလိုတဲ့အချစ်မဖြစ်နိုင်ကျွန်တော်ဒီလောက်ပဲပြောခွင့်ရှိမယ်ထင်ပါတယ်အဲ့တော့သမီးတွေကစဉ်းစားဖို့ပါเนาะအမျိုးသားဖြစ်တဲ့ကျွန်တော်ရဲ့ကလေးတွေကကလေးမလေးငင်းဆန်နေတာကိုတော့သူတို့ဇွတ်မဖန်တီးတော့ပေါ့ဖန်တီးရင်လည်းပုံမှန်တွေရှိပါတယ်เนาะဖန်တီးရင်ပုံမှန်တွေရှိတယ်ကိုက yes or no เนาะအန်တီကတော့ yes ပါလားအန်တီကတော့ no ပါလားဆိုတော့ကိုယ့်ပေါ်မူတည်တယ်ဒါပေမဲ့ဒီနေ့ခေတ်မှာတွေ့နေရတာအန်တီကတော့ yes ပါဆိုတဲ့လူတွေတော်များနေတယ်ဒါဟာကျွန်တော်ကစောစောကပြောတဲ့ခေတ်ကာလကရွေလျောသွားတဲ့အခါကျတော့ပျက်စီးသွားတဲ့အခြေအနေတွေပါအီဂျူလို့ခေါ်တဲ့နှလုံးသားခံစားမှုတွေဆုံးရှုံးသွားတယ်ကောင်လေးကလည်းတန်ဖိုးထားဖို့မကြိုးစားတော့သလိုမိန်းကလေးကလည်းလေးလေးနက်နက်မတွေးတတ်ဘူးတတင်ကကိုမကြော်နိုင်ဘူးတတင်ကကိုမကြော်နိုင်ဘူးဆရာရဲ့အဲ့လိုအသည့်တွေအကုန်ရှိမှတော့တနိုင်ငံလုံးလိန်မာကုန်တော့မှာပေါ့ဟုတ်ပါတယ်ကျွန်တော်အသက်အရွယ်ကိုကျွန်တော်ပြောပြီးသားပါဆရာတို့တုန်းကရောကင်းရှင်းခဲ့သလားမကင်းပါဘူးဘလို့ကြော်ပြရတယ်လဲအမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ရဲ့ပတ်သက်ဆက်နွယ်မှုဟာရုပ်ရည်ပေါ်မှာကြီးပဲအများအားမတည်ဘူးနော်ကျွန်တော်ရုပ်အားလုံးမြင်နေတာပဲချောမှမချောပဲဒါပေမဲ့ကျွန်တော်လိုကောင်ကိုလည်းသဘောကျတဲ့အမျိုးသမီးတွေရှိတယ်နော်နောက်တော့မဟုတ်ဘူးကျွန်တော်အတီးပြောတာဆရာဥသာချိုကိုသဘောကျတဲ့အမျိုးသမီးတွေလည်းရှိတယ်နော်ဟာဆရာလည်းဆရာအရမပူလားပူတယ်ဆရာညီမင်းညောကမမဲဘူးလားမဲတယ်အမျိုးသားနဲ့အမျိုးသမီးရဲ့စိတ်ခံစားချက်ကမတူဘူးအမျိုးသားတွေကနည်းနည်းလေးစန္ဒများတယ်အရာမောင်းလေးကကောင်းအောင်မှကိုလုံးလေးကလှအောင်မှစပင်လေးရှင်နေရင်ပိုကြိုက်တယ်နော်ပညာတတ်တာလေးပစ္စည်းဥစ္စာရှိတာလေးယောက်ျားတွေကတော်တော်ရွေးတယ်အမျိုးသမီးတွေကကျတော့အဲ့လိုမဟုတ်ဘူးတစ်ခုကြိုက်ရင်သူတို့က 100% ပဲညီမင်းညိုကိုပြောတာဟောတာပြောတဲ့စကားပြောတဲ့ပုံစံကြိုက်တယ်ဆိုရင်အဲ့ဒီအမျိုးသမီးကကျွန်တော်ကိုသူကချစ်တယ်ဘာလို့လဲဆိုတော့ရုပ်ကိုမချစ်ဘူးနော်ပတ်စံဆင်းရဲတဲ့ခါကျတော့ပတ်စံနေတာတွေမက်လို့မရဘူးဘာမရဘူး तू ဘာဖြစ်လဲကျွန်တော်နဲ့တွေ့ရင် तू ပြောတယ်ကျွန်တော်ပြောနေတာလေ तू ငေးပြီးကြည့်ပြီးတော့ရှင်းသိပ်ပြောကောင်းတာပဲအဲ့တော့အမျိုးသမီးတွေကတခုပဲရွေးတယ်အမျိုးသားတွေကအကုန်ရွေးတယ်ဒါကြောင့်မို့လို့နော်ကျွန်တော်တို့လိုပုံစိုးပန်းစိုးတွေမှာလည်းချစ်ခင်ကျင်နာမဲ့သူတွေကရှိတယ်အခုအိမ်အောင်သက်က20ရလာပြီဇနီးတဲ့ဝင်းမုံရွှေကြီးကျွန်တော်ဇနီးတဲ့ကျွန်တော်တငယ်ချင်းအကယ်ဒမီနဲ့ဆုရတဲ့ဝင်းမုံရွှေမဟုတ်ပါဘူးကျွန်တော်အများအားပြောပါတယ်ရွှေကြီးကျွန်တော်ချစ်သူရွှေကြီးပေါ့ကျွန်တော်ရဲ့ဇနီးတဲ့ရွှေကြီးလွန်ခဲ့တဲ့20ကကမ္ဘာမှာသူလှဆုံးပါလွန်ခဲ့တဲ့20ကအခုတော့သူကလွဲရင်ချမ်းတဲ့မျိုးသမီးတွေကတော်တော်ကိုကြည့်ကောင်းနေတယ်ကျွန်တော်ရွှေကြီးလေးက20အတွင်းမှာဝက်တကောင်လိုဝလာတယ်ဗျမျက်မှန်ကြီးတကားကားနဲ့မျက်စိကလည်းမှုံတော့ဝက်လိုဝပြီးမျက်စိမှုံနဲ့ရွှေကြီးမို့လို့ကျွန်တော်တို့ဝက်မှုံရွှေကြီးလို့နာမည်ပေးထားတယ်ဝက်မှုံရွှေကြီးမဟုတ်ဘူးအဲ့တော့ကျွန်တော်ခုနကစိတ်ကလေးကိုပြောချင်တာပါကျွန်တော်တို့ဒီအသက်အရွယ်မှာလုပ်တယ်လုပ်ရတယ်သွားရတယ်ကျွန်တော်နိုင်ငံကျွန်တော်9နိုင်ငံရောက်ဖူးတယ်ပြည်ပနိုင်ငံ9နိုင်ငံရောက်ဖူးတယ်ဒီနာထိုင်းကနေစပြီးအမေရိကအထိ9နိုင်ငံရောက်ဖူးတယ်မြန်မာပြည်တနိုင်ငံလုံးနှံ့တယ်သူသဖြင့်နိုင်ငံသားပေါ့တဏ္ဍာဖာမှာအခမ်းတဲ့သူတွေရှိတယ်
ကျန်းကျန်းဖန်ဖန်အခါနာအခုမှဥပမာထိုင်းလိုဟာမျိုးပေါ့ရှားရီခုနိုင်တော့နှုတ်ဆက်တော့ဆရာဒီညပျော်တော့ဆရာအိမ်ကထွက်လာတာဘယ်လောက်ချပြီလဲအေးကျွန်တော်အိမ်ကထွက်လာတာ2ပတ်ဗျ2ပတ်ပြီးတော့အထုပ်ကလေးချပြီးခင်ဗျားတို့လေစိတ်ကိုတန်းဆင်းပြီးတော့လာတာပါဆရာဒါဖြင့်ဝတ်မွှေရွှေလေးကိုဆရာနှုတ်တော်မဆက်လိုက်ရဘူးပေါ့အေးအာဝါလေးတော့ပေးခဲ့တာပေါ့ဗျာဒါတော့ပဲဟိုတယ်တကားဖွင့်လိုက်တော့အထဲမှာပေါင်ဖြူဖြူလေးနဲ့အသက်20ကျော်ကောင်းမလေးတယောက်ဟမ်ဘာလို့တာလဲတာအားတဲ့ဆရာလဲတဲ့ဆရာပဲအိမ်နဲ့2ပတ်လောက်ရှိပြီဆိုတဲ့ပျော်ပါဆရာရဲ့ကျွန်တော်တို့ကဒါအခန္ဓာပါဆရာဘယ်သူမှပြန်မပြောပါဘူးဆရာရဲ့သူကပြန်မပြောဘူးဒီကတနိုင်ငံလုံးသိနေပြီ live မလွင့်တာကံကောင်းကျွန်တော်တော့ဒါတွေကယူမဆိုင်ပါဘူးညီမင်းညိုကအဲ့လိုတဲ့ခင်ဗျားထင်တာနေမှာပါညီမင်းညိုကဟိုလိုတဲ့ခင်ဗျားထင်တာနေမှာပါအမှန်တရားကကျွန်တော်သိပါတယ်ခင်ဗျားထင်တာကတော့ခင်ဗျားအထင်တိုင်းပဲရှိပါစေအထင်ဆိုတာတကယ်မှမဟုတ်ပဲအထင်ကြီးတယ်ခင်ဗျားကြီးပေါ့ထင်သေးတယ်ကွာသေးပေါ့မင်းခွင့်ရေးပဲဒါငါမင်းရဲ့ကြီးချင်းသေးချင်းပေါ်မှာရှုံလိုက်ပွားလိုက်လုံနေတဲ့ဘောလုံးတစ်လုံးမဟုတ်ဘူးငါမူဝါဒနဲ့ငါယက်တည်နေတဲ့ငါခံယူချက်နဲ့ငါပညာနဲ့ငါနှလုံးသားနဲ့ငါရဲ့လောကကိုချစ်တဲ့စိတ်နဲ့ငါယက်တည်နေသောလူတစ်ယောက်ဖြစ်တယ်မင်းထင်တာမင်းပိုင်းမှာငါလောက်ရကငါအပိုင်းမှာထားပါတော့ကျွန်တော်ငယ်ငယ်တုန်းကရွေးခဲ့တာတွေအများကြီးရှိပါတယ်နော်မကျူးလွန်မဲနဲ့ကျွန်တော်အဲ့ဒီမိမပြက်လို့အိမ်ကနေထွက်လာတာတွေအများကြီးရှိတယ်ပစိုးလေးခြုံပြီးထွက်လာတဲ့အထက်မှာကျွန်တော်ပါတယ်ရက်ကွက်ကတန်းစီပြီးကျွန်တော် AIDS နဲ့သေမဲ့ကောင်းနေခင်ဗျားတို့လိုတက္ကသိုလ်ကျောင်းသားဘွား AIDS နဲ့သေမဲ့ကောင်းနေဟုတ်တယ်အဲ့ထက်က2ကောင်3ကောင်သေသွားပြီ AIDS ပဲပစိုး9ယောက်ခြုံလာတာပေါ့ဒါပေမဲ့ကျူးလွန်တာ4ယောက်ကျူးလွန်တဲ့ထက်မှာကျွန်တော်မပါဘူးဒါပေမဲ့သူတို့နဲ့အတူတူသွားတော့ကျွန်တော်လည်းရောပြောခံရတာပဲလေဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးတွေကို view site လည်းမရှိဘူးအရေးကြီးတာကျွန်တော်ကိုယ်နှလုံးသားကိုပဲကိုယ်အာယုံပြုတယ်ဒါကတော့ငါလိန်တာဒါကတော့ငါညာတာဒါကတော့ငါရုပ်မာတာဒါကတော့ငါဒေါသဖြစ်တာကျွန်တော်ကိုယ့်ကိုယ်ပြန်ကြည့်တယ်မှားသွားရင်ချက်ချင်းတောင်းမှန်တယ်စောတော့ကအမွေးနိုင်ကိစ္စလိုမျိုးကျွန်တော်စကားနည်းနည်းလွန်သွားတယ်လို့ဖြစ်တယ်တော့ကျွန်တော်ချက်ချင်းပြန်တောင်းမှန်တယ်မလုပ်ပါနဲ့ဗျာဆိုတော့ तू ကအတမဝန်ကြောင့်ဖြစ်နေတာဟာရုပ်တရက်ကြီးပြောင်းဖို့တော့လွယ်ချင်မှလွယ်မယ်လေနော်တခြားဟာနဲ့စီစဉ်ပေးပြီးတော့နိုင်ငံတော်ကစဉ်းစားတယ်နော်အမွေးနိုင်လုပ်ငန်းရှင်တွေကိုတခြားဟာပြောင်းပေးဖို့နိုင်ငံတော်ကစဉ်းစားတယ်နော်မအောင်မြင်တာကျွန်တော်စကားတွေကိုရမ်းပြီးပြောတာမဟုတ်ပါဘူးမအောင်မြင်တာပါခုနစကားလေးကိုဆက်အောင်ကောင်းမလေးတယောက်ထိုင်းမလေးလားဗီယက်နမ်မလေးလားနော်ဖောက်ထုတ်လေးလားဘာလေးလားညာလေးလားဟေးဆရာရဲ့ပြန်မပြောပါဘူးဆရာလည်းအိမ်နဲ့ဝေးနေကြပြီဆရာအတွက်စီစဉ်ထားတာပါဆရာပျော်စမ်းပါချောချောလေးဗျာကဲအသက်ကလေးကလည်း20စိတ်ဗျာကဲကျွန်တော်ဂျွန်းနေထိုးနေတာဗောစိတ်ထဲမှာဂျွန်းနေလှိမ့်ပိတ်ထိုးနေတာဗောဂျွန်းထိုးတာဗောမညာဘူးကျွန်တော်ဂျွန်းထိုးတာဗောဒီလှလှလေးလှလှလေးဂျွန်းနေထိုးနေပြီစိတ်ထဲမှာဒါပေမဲ့ကျွန်တော်လက်တွေ့ဆောင်ရွက်ဖို့ကာယကံမြောက်ဆောင်ရွက်ဖို့မလွယ်ဘူးဟာဟေးလူတွေခင်ဗျားတို့အဲ့ဒါဆိုရင်တော့မှားနေပြီထင်တယ်ခင်ဗျားတို့ကြံတဲ့ဧည့်သည်တွေလာတော့ဘလို့ပဲဆက်ဆံအခန့်သည်ဖြစ်စေကျွန်တော်တို့တော့အဲ့လိုမလုပ်ပါနဲ့ဆရာလည်းအာနာစာမရှိပါဘူးဆိုကဲဟုတ်ပြီခင်ဗျားတို့ကျွန်တော်ရှင်းအောင်ပြောမယ်ဗျာခင်ဗျားလည်းကျွန်တော်အကြောင်းသိတယ်နော်သိပါတယ်ဆရာသိရင်ကဲခင်ဗျားဖုန်းကျွန်တော်ဖုန်းဆက်လို့မရခင်ဗျားဖုန်းရတယ်ဆရာပြောတယ်ဖုန်းတစ်လုံးဆက်ပြီပြောခွန်ရှစ်393ခွန်333ကျွန်တော်ဇနီးရဲ့ဖုန်းနံပါတ်တော့ရောင်ပြီးသူခေါ်တယ်ဆရာတော့ဗမာပြည်ဖုန်းနံပါတ်ကြီးတယ်ဟုတ်တယ်လေဗမာပြည်ဖုန်းနံပါတ်ဘယ်သူနံပါတ်တော့ကျွန်တော်မိမနံပါတ်လို့အဖေပြန်ပိတ်တယ်ဟောဝင်သွားပြီတူးဆိုဝင်သွားပြီပြန်ပိတ်အစားဘာလို့ခေါ်ခိုင်းတာလဲအမျိုးသမီးကိုလေအမို့ခက်ခေါ်မရမှာပေါ့လေဗီဒီယိုကောတော့လိုချင်ကျွန်တော်လိုချင်သေးတာဗီဒီယိုကောလိုချင်သေးတာဘာလို့မလို့လဲဆရာအမို့ကျွန်တော်ပြောရမယ်လို့သူဟယ်လိုအေးရွှေရီမြင်ရလားပုံမြင်ရလားအေးကိုဒီမှာဘန်ကောက်ရောက်နေတယ်အေးမင်းတို့မြင်လားမြင်တော့ပေါင်ဖြူလေးနဲ့ကောင်မလေးမြင်လားမြင်တယ်နော်အေးဂရေမော်မှာမြင်တယ်နော်အေးကိုဒီနေ့တော့ဒီမှာလဲကွာအဲ့ခံတဲ့ခါကျတော့ကိုဒီနေ့တော့ပြောလိုက်တော့မယ်နော်အဲ့တော့ကိုကမင်းသိပါတယ်ကိုအကြောင်းကိုချင်းစာစိတ်အများနဲ့ရှိတယ်မတရားတာဘယ်တော့မှကိုမလုပ်ချင်ဘူးအဲ့တော့မင်းလဲဒီညရေသန့်ပို့တဲ့ကောင်နဲ့ပဲဖြစ်ဖြစ်လမ်းထက်ကစိုက်ကားဆရာနဲ့ပဲဖြစ်ဖြစ်မင်းလဲဒီညရွှေရည်မင်းသဘောနော်တတ်တာနော်ကိုမြတ်တာတယ်နော်တတ်တာနော်မိမโอเคဆရာလဲတဲ့မနောက်ပါနဲ့တဲ့ဆရာကလည်းတဲ့မနောက်ပါနဲ့ခဏတော့ကျွန်တော်နောက်နေတာမဟုတ်ဘူးလို့ကျွန်တော်ဇနီးတဲ့ကိုကျွန်တော်တခြားတစ်ပါးသောဒီလိုမျိုးမမြင်မြင်ဘူးဗျာလို့
ကျွန်တော်ဂျွန်းထိုးနေတာတော့မှန်တယ်ဒါပေမဲ့ကျွန်တော်ဇနီးတဲ့ကိုကျွန်တော်အဲ့လိုပုံစံမျိုးကျွန်တော်မမြင်ချင်ဘူးဒါဆိုရင်ကျွန်တော်ကလည်းကျွန်တော်ကိုလည်းသူအဲ့ဒီပုံစံမျိုးမြင်ချင်မယ်မထင်ဘူးပြန်ခေါ်သွားပါကျွန်တော်ခင်ဗျားကိုပြင်းပြင်းထန်ထန်စိတ်မဆိုးခင်ပြန်ခေါ်သွားပါပြန်ခေါ်သွားရင်ကျွန်တော်ခင်ဗျားကိုစိတ်ဆိုးစရာမရှိပါဘူးခင်ဗျားကျွန်တော်အခန္ဓာကိုကျွန်တော်တမိုးထားပါတယ်ကျွန်တော်လူငယ်တွေကိုပြောချင်တာကကျွန်တော်တို့ယောက်ျားလေးတွေကဘာမှမနာပါဘူးဆရာလို့ထင်နေမှာဆိုလို့တို့ယောက်ျားလေးတွေမှာလည်းတို့ဂုဏ်သိက္ခာနဲ့တို့ရှိပါတယ်ဒါကိုနားလည်ဖို့တမိုးထားဖို့လိုပါတယ်ကိုချင်းစာတရားဆိုတာကိုကအဲ့လိုဆိုရင်သူ့ကိုအဲ့လိုအခွင့်အရေးပေးနိုင်သလားပေးနိုင်လို့အများကြီးပြောနေရှုံးပါဆိုလို့ပေးနိုင်လို့တန်းတူသူတကိုးကိုတကိုးသူနှစ်ကိုးကိုနှစ်ကိုးသွင်းနိုင်မယ်ဆိုလို့ဘောလုံးသားနဲ့ရှင်းအောင်ပြောလိုက်တာကိုသွင်းတယ်လို့မျိုးနော်ဟိုလိုကြမ်းတမ်းတဲ့အဖြစ်အပျက်ကိုပြောတာမျိုးမဟုတ်ဘူးဒါတော့ကိုချင်းစာတရားဆိုတာကိုနဲ့နှိုင်းရှင်ပြီးတော့ဖြစ်လာတဲ့စိတ်နဲ့စိတ်ထားကိုရွယ်ပါတယ်နော်အဲ့တော့လုံလောက်ပါပြီစကားတွေလုံလောက်ပါပြီဘိုးကျောင်းဆိုင်ရဲ့မွေးနေ့မှာဆရာမောင်သားချိုးကနောက်ကနေပြောမယ်ဒါကြောင့်ဒီဘိုးချုပ်ရဲ့အကြောင်းတွေတော်တော်များများကိုတော့မပြောတော့ဘဲနဲ့ခြံထားခဲ့ပါတယ်အဲ့ထဲမှာမှအံ့ဩစရာကောင်းတဲ့ဘိုးချုပ်ရဲ့လေးစားစရာကောင်းတဲ့ချက်ကဘာလဲဘိုးချုပ်ရဲ့အိမ်တော်သက်ဟာ9နှစ်ရှိပါတယ်ဘိုးချုပ်ရဲ့အိမ်တော်သက်က9နှစ်ရှိပါတယ်သားသမီး4ယောက်ရပါတယ်ကျောင်းသားတွေရည်ကြတယ်ဘိုးချုပ်ဟာမရှုပ်ပါဘူးမပွေပါဘူးအိမ်တော်ဆက်တွေမများပါဘူးအဲ့လိုလုပ်ခဲ့တဲ့သမိုင်းထောက်ထားလဲမတွေ့ရပါဘူးသို့တော်ဘိုလ်ချုပ်ဟာဘောလုံးသားနဲ့ပြောရင်အိမ်ကွင်းတော့အကန်ကောင်းတယ်လို့ပြောရမယ်နော်အဝေးကွင်းမကန်ပေမဲ့အိမ်ကွင်းတော့ကျမ်းမာတန်ဆွမ်းတဲ့အမျိုးသားတယောက်အနေနဲ့သူချစ်တဲ့ဇနီးတဲ့ဒေါခင်ကြီးကိုသူချစ်မှာပေါ့9နှစ်အတွင်းမှာသားသမီး4ယောက်ဒါပေမဲ့ပြင်ပမှာမရှုပ်ဘူးအတွေးခေါ်တွေမှားပါဆိုလို့မရှုပ်ဘူးရဲဘော်3ချိန်နဲ့ဟိုင်နာနဲ့ထိုင်ဝမ်ကျွန်းသွားတယ်ဘုံမိုးကြီးဆူဇူကီကဒီဂျပန်မျိုးသမီးတွေပျော်မလားဆိုပြီးတော့ဇိမ်းမဲတွေနော်လွတ်ပေးတယ်ဘိုးကျော်စားစိတ်ဆိုးတယ်နော်ခဏတစ်ချိန်ရှိပြီနှစ်ချိန်ရှိပြီဗျာနောင်ဒါမျိုးမလုပ်နဲ့ဗျာစိတ်ဆိုးတယ်နော်ရဲဘော်3ချိန်သွားတာကျန်တဲ့2ချိန်နဲ့9ယောက်ဘာလို့တလဲတော့ကျွန်တော်မသိဘူးဘိုးချုပ်ကတော့ပြင်အဲ့ဒါလို့သူ့ကိုအပျော်မဲတွေခေါ်လာတဲ့အတွက်ဘုံမိုးကြီးဆူဇူကီကိုစိတ်ဆိုးတယ်ဘယ်နဲ့ဗျာခဏဆူဇူကီတိုင်းပြည်လွတ်လပ်ရေးရအောင်ယူမယ်လို့လာတဲ့ကောင်ကခဏဒီကိုအတွေ့အသာဆန္ဒလေးမှမကြော်လွန်နိုင်ရင်ကျုပ်ကဘာလုပ်လို့ရမလဲဗျကျုပ်ကဘာခေါင်းဆောင်ဖြစ်မလဲဗျခဏတော့ကျုပ်ကိုဒီလိုမလုပ်နဲ့စူဇူကီကတော့အောင်ဆန်းတို့ပင်ပန်းနေပြီဆိုပြီးတော့ဆောင်ကြနယ်ကဟာတွေလွတ်ပေးတာဒါအတီနော်ဒါမှတ်တမ်းအတီပါဟာတဲ့မင်းတို့ဘိုးကျော်အောင်ဆန်းကွာတဲ့ကျမ်းမာရေးမကောင်းဘူးလားမသိဘူးတဲ့အဲ့တော့ကျွန်တော်ပြောလိုက်တယ်ကျမ်းမာရေးကောင်းလားမကောင်းလားသိချင်မင်းကြီးတော်ကြီးလွတ်လိုက်ပါလားလို့9နှစ်အတွင်းမှာ4ယောက်မွေးတယ်လို့ဆောင်ထိန်စရာရှိတာကိုယောက်ျားပြပြသားသားဆောင်ထိန်ခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့မုံရွာတက္ကသိုလ်မှာရှိတဲ့ကျောင်းသူကျောင်းသားများအားလုံးကျေးဇူးတင်တယ်လူဟာတော်ဖို့တင်မကကောင်းဖို့လည်းလိုပါတယ်တော်လဲတော်ကောင်းလဲကောင်းအိုင်ကျူရောအီကျူရောပြည့်စုံမှနောက်ထပ်ကျူတွေအများကြီးရှိသေးတယ်သို့တော်ဒီနေ့အချိန်ရတော့ပဲရမယ်အိုင်ကျူရောအီကျူရောပြည့်စုံတဲ့သူတွေဖြစ်မှတိုင်းပြည်ရဲ့အနာဂတ်ကိုလှလှပပထမ်းဆောင်နိုင်တဲ့လူကြီးလူကောင်းများဖြစ်နိုင်ကြပါလိမ့်မယ်လို့အမှတ်တရပြောကြရင်ညီကုန်းချုပ်ပြစေ